အားလုံးပဲမင်္ဂလာပါရှင်။မေရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။မေဒီနေ့ဖတ်ပြပေးသွားမှာကတော့စာရေးဆရာကြီးမောင်သိန်းစာရေးသားထားတဲ့ပကံမြို့သူဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ရှင်။ဒီစာအုပ်လေးကိုဖတ်ခွင့်ပေးဖို့ဆရာကြီးမောင်သိန်းဆိုင်ကိုလေးစားစွာခွင့်ပန်ကြားအပ်ပါတယ်ရှင်။အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်။အပိုင်းကိုခင်စောမှုသည်အိပ်ပျော်သွားရမှလောမလာခင်တွင်မိမိကိုနတ်သမီးကပားမှာရောက်ရှိနေသည်ဟုအိမ်မက်မိလေသည်ရှင်အိမ်မက်ဤတဝက်တစ်ပြက်မှပင်ဖြတ်ခနဲလန့်နိုးလာသည်တစုံတရာဖြင့်ငြင်းမြန်စွာဆွဲထားခြင်းခံရပြီးသည်သို့လေးလံနေသောမျက်ခုံများကိုအာယူဖွင့်မိသည်အစတွင်တောက်ပလွန်သောအလင်းရောင်သည်မျက်လုံးအိမ်တွင်ဓာတ်ရိုက်ထိုးကြလာသောကြောင့်မျက်စိကျိန်ဆက်သွားကပြန်၍မှိတ်လိုက်ရသည်ဒုတိယအကြိမ်ပြန်ပြီးဖွင့်လိုက်သည်အလင်းရောင်မှအကွဲအကာရစီရန်လက်ဖွားနှင့်ကာထားလိုက်သည်အလင်းရောင်ကဓာတ်ရိုက်ထိုးကြမလာသည့်တိုင်ကျင်သားမြသည်သဖြင့်ဝင်းကျင်ကိုတဲတဲကွယ်ကွယ်မမြင်ရစိတ်အာယုံသို့အသည့်တရားများကတိုးဝင်လာလျက်ရှိသည်နတ်သမီးကပားကိုတကူသို့ဝင်ရောက်ရာမှအစဖေဖေကိုတန်းတနေမိသည့်အထိဖြစ်သည်မြည်တို့မြည်ပုံအိပ်ပျော်သွားမိသည်ကိုမူတတိမရတော့ပေအိမ်မပျော်သေးခင်ကဆိုလျှင်မှန်မှတဆင့်မြင်နေရသောစက္ကန့်အတွင်းမှကိုမမောင်ကြီးကိုကြည်နေမိသေးသည်သူသည်ဆက်ဤကြီးမှသောအစိတ်အပိုင်းကြီးတစ်ခုလုံးကိုဖြုတ်နေပေသည်ညောင်းညာလာသောကြောင့်အိယာပေါ်မှလှဲလျောင်းချလိုက်မိသည်အစတွင်မျက်စိကြောင်နေသေးသည်နောက်တော့ခေါင်းမှမူးဝေခြင်းဝေဒနာကြောင့်၎င်းမော်တော်ကပကတ်တစ်ခုလိုလှုပ်ခါတိတ်ရမ်းနေသောကြောင့်၎င်းအိပ်ပျော်သွားမိခြင်းပဲဖြစ်ပေမည်မျက်စိကအလင်းရောင်နှင့်ကျင်သားရလာသောအခါနေရောင်ကြည့်သည်ဥစွာမိမိမျက်နှာပေါ်သို့မှန်ပြတင်းပေါက်မှတဆင့်ထိုးကြနေကြောင်းတွေ့ရသည်နေရောင်မှာညားစွာမရင်သည်ထွက်ခါစပင်ဖြစ်မိထင်သည်မိုးကလင်းခဲ့ပါပြီနေရောင်ကိုတွေ့ရသည့်အတွက်မိုးဆဲခဲ့ပြီးမုန်တိုင်းငြိမ်ခဲ့ပြီဟုတွေးမိသည်စိတ်မှာကြောင်းကြပူပန်ရခြင်းအတန်ငယ်လျော့ပါရသည်ဒုတိယတွေးမိသောအချက်မှာမော်တော်သည်အတွေ့အတာမဲ့ညောပါနေခြင်းမဟုတ်ကြောင်းပင်ဖြစ်ပါသည်ခင်စောမှုသည်နားဆွင့်လိုက်သည်စက်တန်ကိုကြားရသည်စက်တန်ကညံ့ညောစွာထွက်ပေါ်လာနေသည်ရှင်မှာလှိုက်ခနဲခံစားရသည်ရုပ်ကြီးမှပင်လှဲလျောင်းရာမှစက်ခနဲထားမိလိုက်သည်အိမ်မက်မက်နေတာများလေလားဟုတွေးမိကတေးကြရင်နားဆိုင်ထားမိသည်အမှန်ပင်မော်တော်သည်ရေကိုစံတက်လျက်ရှိလေသည်ခင်စောမှုဖို့အပင်မြဝမ်းမြောက်ဝမ်းသာဖြစ်သွားမိသည်ဆိုခြင်းကိုမတွေးတတ်တော့ပေခင်စောမှုသည်ဟန်ကလေးများထား၍ကြံတလူရုတ်တရက်ထားလိုက်သည်မော်တော်ကိုပဲ့ကိုင်နေသောမမောင်ကြီးအဘတို့ခြေပနက်လက်နှင့်ရောက်ရှိသွားကြောင်းမသိတော့ပေကိုမမောင်ကြီးခင်စောမှု၏အတန်သည်ဝမ်းသာမှုအရှိန်ဟုန်ဖြင့်တုန်နေသည်ခြေတံကြားရကလေးကမိမိအဘတို့ခင်စောမှုရောက်ရှိလာသည်ဟုမမောင်ကြီးတွက်မိတာဖြစ်သည်သူကခင်စောမှုကိုလှည့်ကြည့်လိုက်သည်ကိုမမောင်ကြီးအခုကျမတို့ညာဦးကိုပြန်ပြီးစမ်းနေတာလားဟင်ခင်စောမှု၏အမေကိုမမောင်ကြီးကခေါင်းညိတ်အဖြေပေးလိုက်သည်ဖေတုံးကစက်ပြန်ကောင်းသွားတာလေဟင်မစောလက်အိပ်ပျော်နေတုန်းကပေါ့စက်ပြန်ကောင်းစားတုန်းကကျွန်တော်မစောလက်ကိုနှိုးအောင်မလို့ပဲဒါပေမဲ့အိပ်ပါစေဆိုပြီးမနှိုးခဲ့တာပါခင်စောမှုသည်ကမ်းဘက်သို့လှည့်ကြည့်သည်အခုကျမတို့ဘယ်နေရာလောက်ရောက်နေပြီလဲဟင်ညာဦးနဲ့ဘလောက်ဝေးသေးတယ်လဲတိတ်မဝေးတော့ဘူးလို့ဆိုရမှာပဲမစောလက်အရင်ကနဲ့စာရင်နီးလာပြီပေါ့မမောင်ကြီးကသူ့စကားကိုသူ့ဘာသာရေပြစ်လိုက်သည်အရေးထဲမှာနောက်မနေစမ်းပါနဲ့ကိုမမောင်ကြီးရေကျမဘလောက်ဝမ်းသာနေတဲ့ထင်တယ်လေကျွန်တော်လေးဝမ်းသာတာပါပဲဗျာမစောလက်ညာဘက်ကန်းကိုလှမ်းကြည့်စမ်းအတော်ကြီးဝေးတဲ့နေရာမှာပုပ်ပားတောင်ကိုတွေ့တယ်မဟုတ်လားအဲ့ဒီထက်ပိုပြီးနီးတဲ့ဒီဘက်ကတောင်တန်းဟာခင်ကြီးစင်တောင်တန်းပေါ့ခင်စောမှုသည်မမောင်ကြီးညွန်ပြရာသို့ကြည်လိုက်သည်နေရောင်ထွက်ပြူစားရာနေရသည်ကပုပ်ပားတောင်ဖြစ်ပါသည်မိမိတို့နှင့်များစွာနီးကပ်နေသည်ဟုထင်ရသောနေရာမှာမနှိမ့်မမြင့်တောင်တန်းတစ်ခုကိုမြင်ရသည်ခင်ကြီးစင်တောင်တန်းဟူသည်ဤသည်ပင်ဖြစ်မိဟုတွေးမိသည်နေပါဦးခင်ကြီးစင်တောင်တန်းဆိုတာချက်ပရောင်းနဲ့ရင်းနှံချောင်းတို့၆တို့သွားတဲ့လမ်းမှာရှိတာမဟုတ်လားဟင်။ကွေးချိုရွာဟာသူ့ချီမှာရှိတာမဟုတ်လား။ဟ
ဟုတ်တာပေါ့မစောလက်ခင်စောမှုသည်မမောင်ကြီးအားမျက်တောင်များပုတ်ခတ်လှုပ်လျက်ချီလိုက်သည်ဒါဖြင့်မူတို့ဟာ6မြို့ရဲ့အောက်ဘက်ထိညောပါသွားခဲ့တာပေါ့နော်မမောင်ကြီးကခေါင်းညွှိလိုက်သည်ရေနံချောင်းထိညောပါမသွားတာကိုပဲကျေးဇူးတင်ရအောင်တော့မလို့ဖြစ်နေပြီမစောလက်အင်းလေဘာပဲပြောမူတော့ဆက်ပြန်ကောင်းသွားတာကိုပဲဝမ်းသာလှပါပြီထို့နောက်ခင်စောမှုသည်အကြည့်ကိုခင်ကြီးစင်တောင်နှက်စီသို့ပြားရွှေ့လိုက်သည်မုတ်တိုင်းငိန်စာကာလမှာအလိုအမင်းတာယာချင်းရှိတဲ့သည်ဟုသိမဲ့ရသည်ယခုဒီစကားမှန်ကန်လာကြောင်းခင်စောမှုမြင်တွေ့နေရလေသည်အခြေအနေမှာရမန်နီးကနေဆန့်ကျင်ဘက်ဖြစ်နေသည်ကောင်းကင်ပြင်မှာတဲမြင်ကင်းစင်နေသည်ဖြစ်၍ထုံးသစ္စာနေအောင်ကြီးသည်ပရင်ကဲ့သို့ဝင်းလဲ့နေပါသည်တစ်ပင်ကင်းရှင်သောထောင်ကရုံးများဖြင့်ညီမာလှိုင်းတွနေသောမိုးကောင်ရေရှားနေပေ၏အပြန်အပြော်သည်မျက်စိတစုံပမာဖြစ်နေသည်ထို့အပေါ်သို့နေက၎င်း၏ရောင်ကြီးများဖြန့်လွန်လျက်ရှိသည်ရင်းနေရတဝိုက်လုံးလိမ္မော်ရောက်အပြန်ကြီးဖြစ်နေသည်အေယာဝတီမြစ်ရည်သည်ကမ်းနဖူးအထိပြည့်နေတော်လဲရေစီးအားတန်ဆဲဖြစ်တော်လဲလှိုင်းမထန်လာတော့ချီလှိုင်းလုံးများမရှိမဟုတ်ရှိ၏တို့ရတွင်တက်ဤတငိမ့်ငိမ့်သာဒီနေရောင်ကြီးသည်မြစ်ပြင်ပေါ်မှာကျရောက်လျက်ရှိသည်နေရောင်နှင့်မျက်စိမြင်ကြောက်တို့တက်မှန်နေသောနေရာမှာအလင်းရောင်ဖြာထွက်လျက်တလက်လက်တောက်ရွှွန်သည်ထိုမှအပတွင်ကအဝါနုရောင်ရဟန့်နေသည်ဖြစ်၍ရေပြင်မှာရွှေစင်အပြီးသည်တို့ရှိလေသည်လှိုင်းများမှာရွှေတို့အည်ပြော်လျက်တအီစီးစင်းသွားပုံနှင့်ပင်တူနေပါတော့သည်ခင်စောမှုသည်တာတောင့်တာယာလာရှိသောရှုကင်းကိုငဲကြည့်ရင်နက်နက်ခင်းဤတန်ရှင်းလက်ဆက်သည်လေးကိုအာဘတရရှူရှိုက်မိသည်အိပ်ပျော်သွားခဲ့သောကြောင့်၎င်းစိတ်မှာအနှဲငယ်ပေါ်ပါနေ၍၎င်းဝင်းကျင်ရှုကင်းကြောင့်၎င်းခင်စောမှုသည်လန်လန်ဆန်းဆန်းတက်ကြွရှိလာလေသည်သူညာလေအိမ်သို့ပြန်လဲရောက်ရှိလိုသောစိတ်ကစော့လျက်ရှိသည်တို့သည်နှင့်တစ်ဆက်ထဲမှာပင်မိမိ၏အဖြစ်အပျက်ကိုလူတိုင်းယုံကြည်လက်ခံနိုင်စေရန်အဘယ်သို့ရှင်းလင်းပြောပြရမည်ဟုစကလုံးရှာနေမိပေသည်မစော့လက်မမောင်ကြီးခေါ်တန်ကကြောဘက်မှထွက်လာသည်ထို့ကြောင့်နောက်သို့လှည့်လိုက်ရသည်မစောလက်တော့ဘလို့ရှိမယ်မပြောတတ်ဘူးကျွန်တော်တော့ညာကပင်မနာတွေအေးရေးပြစ်တာတွေကြောင့်အတော့ကိုနွမ်းနေပြီအဲ့ဒါတဲ့ဆိုတာကတော့စတာပါပဲဘိုက်ထဲကတကြုံမြည်နေပြီဝင်မလေးဘူးဆိုရင်ကော်ပီတစ်ခွက်လောက်နဲ့ဘီစကုတ်3-4ချက်လောက်စားခြင်းနဲ့မမောင်ကြီးစကားမှာခင်စောမှုဖို့စမ်းကြေသွားရသည်နားမလည်နိုင်သလိုရှိရသည်အခုချိန်မှာအဲ့ဒါကိုကျမကဘလို့ဖန်တီးပေးရမှာလဲကိုမမောင်ကြီးမော်တော်မှာအပြည့်စုံပါပါတယ်မစော့လက်ရေနံစီမိဖို့ကအစာရှိပါတယ်ကျွန်တော်အဖိုဒီမော်တော်ဟာအိမ်ဆိုရင်လည်းဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့အေယာဝတီမြေရိုးမှာမော်တော်တစ်စီးနဲ့ရှောက်သွားနေတာကိုဒီတော့အားလုံးအစင်းသင့်လှုပ်ထားရတာပဲပေါ့ကပင်ထဲမှာအပြည့်အစုံရှိပါတယ်မစောလည်းမျက်စိရှမ်းနေလို့ဖြစ်ပါလိမ့်မယ်မူတော့စိုးရင်ရတာတွေပူရတာတွေဝမ်းလဲရတာတွေဝမ်းသာရတာတွေကြောင့်ဆာရကောင်းမှန်းတာမသိခဲ့ပါဘူးအခုကိုမမောင်ကြီးပြောမှပဲမနေ့ညနေစာကစပြီးအခုအထိဘာမှမစားရသေးဘူးဆိုတာသိလာရတော့တယ်ကဲလီဒီတော့မူကော်ဖီဖြောပါမယ်ခင်စောမှုသည်ကက်ဘင်အတွင်းသို့ပြန်၍ပြန်ဆင်းခဲ့လိုက်သည်ခင်စောမှုသည်ကက်ဘင်အတွင်းသို့ပြန်၍ဆင်းခဲ့လေသည်ရှိနေစီမိဖို့ကော်ဖီမဟုတ်ဘူးနှိုစီစသည်တို့ကိုအလွယ်တကူပင်ရှာဖွေတွေ့ရှိရသည်ရှိနေစီမိဖို့ကိုမိညီကရေနွေးကြိုသည်ခင်စောမှုသည်စာအုပ်များအစီအည်ရှိနေရာအဖုံးနရံကဗီရိုကလေးအနီးရှိခုံတန်းရှည်ပေါ်တွင်ထိုင်လိုက်သည်စာအုပ်များကိုတအုပ်ပြီးတအုပ်ဆွဲယူကြည့်ရင်ရင်နွေးအိုးဆူလာမိအချိန်ကိုစောင့်မိသည်စာအုပ်များမှာအင်္ဂလိပ်လိုရောမြန်မာလိုပါသည်ဝတ္ထုများမဂ္ဂဇင်းများအပြင်ပကြီးပညာနှင့်ပတ်သက်သောစာအုပ်အချို့ကိုမြင်ရသည်ရင်းစာအုပ်များ၏အဖွင့်စာမျက်နှာတွင်ထိုမြဲလက်မှတ်ရေးထိုးထားသည်လက်မှတ်မှာရှုပ်ထွေးလာသောကြောင့်မဖတ်တတ်ပါတို့ရာတွင်ရင်းလက်မှတ်တိုင်းဆိုပါကမမောင်ကြီးဟုသောအမည်မဖြစ်နိုင်ကြောင်းကထင်ရှားပါသည်ဤဒီကိုတွေ့ရသဖြင့်ခင်စောမူ၏ရင်မှာတန်တရားတရက်စပွားလာသည်၎င်းမှာမိမိကမမောင်ကြီးဟုခေါ်ဆိုနေသူမှာအမည်ရင်းသည်မမောင်ကြီးမှဟုတ်ပါလိမ့်စာအခြားသောအမည်များရှိနေမလားစသည်ဖြင့်တွေးတောလာမိသည်ကြပတောင်းတွင်ပထမဆုံးအကြိမ်
တွေ့ကြစဉ်ကသူသည်ရင်းအမည်ကိုဖော်ပြရ၌အနှဲငယ်ထင်ငေါ်ခြင်းရှိနေသည်ကိုအမတ်ရသည်တို့ရာတွင်ဒီအကြောင်းအရာမှာစင်စစ်တွင်အရေးမကြီးလာဟုထင်သည်တဘဝကမမောင်ကြီးဖြစ်ခဲ့တော်လေဒီဘဝမှာအခြားနာမည်တစ်ခုရှိကောင်းရှိမည်ပင်မိမိကိုယ်၌ပင်အစာအုပ်ကမမောင်ကြီးအနေနှင့်မစောလက်ဟုခေါ်ဆိုလာလေနားထဲမှာထောက်နေသလိုထင်ခဲ့မိသည်ကြတော့လေရိုးသလိုဖြစ်လာခဲ့သည်ရင်နှွေးအိုးဆူလာသည်ခင်စောမှုသည်စာအုပ်များကိုထားခဲ့လျက်ရင်နှွေးအိုးရှိရာသို့လာခဲ့ရသည်ကော်ဖီမုတ်တကြားစသည်တို့အစင်သစ်ရှိပါလျက်ဖောက်ပြီးသားနှုတ်စီပူမှာကော်ဖီနှစ်ခွက်စာမဖြော်တော့ပဲရှိနေသည်ကိုတွေ့ရ၏နှုတ်စီပူအသည့်ရှိလို့ရှိညာရှာကြည့်ရာမတွေ့ရပေထို့ကြောင့်ခင်စောမှုသည်မမောင်ကြီးထံလာကနှုတ်စီပူအသည့်ရှိမရှိမေးရသည်ရှိပါသေးတယ်မစော့လက်တကြားဘူးထားတဲ့နေရန်ကက်စင်ကလေးရဲ့အောက်မှာအဖုံးနဲ့နေရန်ထဲမှာမြုပ်ထားတဲ့စင်ရှိသေးတယ်အဲ့ဒီထဲမှာပေါ့ခင်စောမှုကလှဲ့ထွက်မိပြူရာသူကတစုံတရာကိုတတိယမိသလိုအော်အဲ့ဒါကတော့တော့နဲ့ဖွင့်မှရမယ်ဒီမဲ့တော့သူကတော့ကိုပြစ်ပေးရာခင်စောမှုကဖန်လိုက်ရသည်ကပ်ပင်အတွင်ကြံစင်ခဲ့သည်နှုတ်စီဘူးထားရာအဖုံးပါသောစင်ကိုအတော်ပင်ရှာယူရသည်တော့ဖြစ်အဖုံးကိုအလင်းဖွင့်ရသည်ဘီယိုငယ်လေးပမာဖြစ်သောနှုတ်စီဘူးထားရာအံဝက်အတွင်နှုတ်စီဘူးပြင်အခြားအရာများလည်းရှိသည်စီတူအစားအစာအချို့ဖြစ်ကြသည်၎င်းတို့နှင့်အတူစာအုပ်တအုပ်ပါရှိနေကြောင်းမြင်ရပါသည်စာအုပ်မှာလက်တုပ်ရန်တော်၎င်းတစ်ခုခုထုတ်ရန်တော်၎င်းဖြစ်မိထင်သည်အကြောင်းမူဟောင်းနှမ်းဆုပ်ပြတ်နေ၍ဖြစ်သည်ခင်စောမူသည်ကော်ဖီနှစ်ခွက်ဖြော်လျက်ဘီစကုတ်မုံများနှင့်အတူမမောင်ကြီးရှိရာသို့ရောက်လာသည်ကော်ဖီကတကြားနေနေများသလားတော့မသိဘူးကိုမမောင်ကြီးမမောင်ကြီးကကော်ဖီပကံကိုယူကာတကြိုက်တောက်သည်အတော်ပါပဲမစောလက်တကယ်လို့များအောင်တော့ဒီအချိန်မှာတော့တောက်လို့ကောင်းမှာပါပဲဗိုက်စာနေရကိုမမောင်ကြီးသည်လက်တစ်ဖက်ဖြင့်မော်တော်လက်ကင်ဘိန်းကိုထိရင်အခြားတစ်ဖက်ဖြင့်ကော်ဖီပကံကိုကင်ထားသည်ကျမတို့ပဲအချိန်လောက်မှာညာဥကိုပြန်ရောက်မယ်ထင်တယ်လေခင်စောမူ၏အမေအတိချာတော့မပြောနိုင်ဘူးမြစ်ကမနေ့ကအရှိန်နဲ့ရေစီးသိပ်တန်နေတယ်မဟုတ်လားဒါပေမဲ့တိတ်မကြခင်ပြန်ရောက်မယ်လို့တော့ထင်မှလည်းမစော့လက်မမောင်ကြီးကခင်စောမူ၏မျက်နှာကိုစိုက်ကြည့်သည်မစော့လက်ကအိမ်ကိုပြင်ချင်လာပြီထင်နေသူ့အမေကြောင့်ခင်စောမူပြောမိသည်ဘယ်နဲ့ပြောပါလိမ့်ကိုမမောင်ကြီးရေမှုအတွက်ဘူးမဲ့သူတွေကနောက်မှာတပုံတပင်ကြီးဒါမျိုးကြတော့ကျွန်တော်နဲ့မစော့လက်တိတ်ကွာသွားတာပဲကျွန်တော်မှာတော့တယောက်တလေတောင်မရှိပါဘူးခင်စောမူသည်ဘာမှမပြောဘဲကော်ဖီကိုမော်တောက်သည်မမောင်ကြီးကကော်ဖီအကြံကိုလက်ဆသက်သည်ဒါထက်ညာအုပ်ကိုပြင်ရောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ချင်းတွေ့ဆုံခွင့်ရပါဦးမလားဟင်မစော့လက်မမောင်ကြီးအမေကိုခင်စောမူရုတ်တရက်မဖြေတတ်ဤဒီမှာမမောင်ကြီးအမေစကားကပြဿနာတရက်အတွင်ကိုစောင်းလာတော့ကြဖြစ်သည်ခင်စောမူသည်အဖြေပေးရန်အတန်ကြာမြစဉ်းစားရသည်ကျမတို့ဒီတစ်ခါဟာကျမတို့ချင်းနောက်ဆုံးတွေ့တာလိုပဲထင်ပါတယ်ကိုမမောင်ကြီးကျမတဆွထိုးလှုပ်တက်ပြီးမြဲဒီတစ်ခါလောက်လူကြီးတွေကိုတခါမှစိတ်အနှောက်အယှက်မပေးခဲ့သေးဘူးလို့ရှုံးကြည့်တယ်ကျမဘဝမှာဒီတစ်ခါဟာအကြီးကျယ်ဆုံးစွတ်တရွနိုင်မှုပဲဒီကိစ္စအတွက်အင်္ဂလူကြီးတွေခေါင်းခဲကြမှာအမှန်ပဲအရှင်သေးအောင်တော့အကြာကြီးဆောင်းရလိမ့်မယ်ထင်တယ်ပြီးတော့ကျမမှာအချိန်သိပ်များများမကြံတော့ပါဘူးကျမကမကြခင်လက်ထက်ရတော့မယ်လက်ထက်ပြီးတဲ့ဆိုတာနဲ့တပြိုင်တည်းကျမဟာထောင်ကျသွားတဲ့လူတစ်ယောက်နဲ့ဘာမှချတော့မှာမဟုတ်ဘူးမမောင်ကြီးသည်ခင်စောမူ၏စကားများကိုမနှဲပင်တီးခံနားထောင်နေရဟန်တူသည်သူ၏မျက်နှာမှာတဆတဲ့တဆညှိုးလျော်လာသည်ဤဒီကိုမြင်ရပြန်တော့ခင်စောမူစိတ်မကောင်းမီကျွန်တော်နဲ့မစော့လက်ဟာတယောက်နဲ့တယောက်ကြုံသာကြုံပါပြီးစုံကြဖို့ကံကြမ္မာကမပါခဲ့ဘူးထင်ပါရဲ့မစော့လက်ကျွန်တော်ဟာမပြိုင်ခင်ကလေးကရှုံးနေရတဲ့လူတရားဆိုတာခုတော့သိပါပြီဗျာမမောင်ကြီးအတန်သည်လှိုက်လဲနေသည်ခြေကွဲနေသည်သူ၏မျက်နှာတွင်ပြင်ကညှိုးငယ်နေပေသည်သူ၏ခြေကွဲလှိုက်လဲမှုကခင်စောမှုတံကူးဆက်လာသည်သို့ဖြစ်မိမမောင်ကြီးသည်ခင်စောမှုကိုစူးစိုက်ကြည့်ကတုံရင်သောအတန်ဖြင့်စကားဆက်သည်ကျွန်တော်ရင်ထဲမှာရှိတာတစ်ခုကိုဘလို့မျော်လင့်ချက်အတွက်မှပြောတာမျိုးမဟုတ်ပဲပြောချင်ပါတယ်မစော့လက်ဒါကတော့ကျွန်တော်ဟာမစော့လက်ကိုတကယ်ချစ်တယ်ဆိုတာပါပဲ
ဟိုဘဝကအเจ้าတို့ဘာလို့ထားပြီးအခုကြုံကြဆုံကြသွားကြလာကြပြောကြဆိုကြတဲ့အကြောင်းရက်တွေပေါ်မှာမှီပြီးတော့မစောလက်ပေါ်ကျွန်တော်ဆွဲလန့်တွေ့တာမိတာပါဒီတဲ့ရှင်းရှင်းပြောရရင်တော့မစောလက်ဆိုတဲ့အနေနဲ့မျိုးမဟုတ်ပဲမခင်စောမှုဆိုတဲ့အနေနဲ့မျိုးနဲ့ပါချစ်မိတာပါမမောင်ကြီးအတန်သည်ရှာပြားနှုတ်ပြားမှလာခြင်းမျိုးမဟုတ်ဟုခင်စောမှုထင်မိသည်အသေးနှလုံးဤနှဆိုင်လာသောနေရာမှလာသည်ဟုတွေးမိပါသည်သူ၏အတန်သည်လိုက်လိုက်လေလေရှိလာသည်ခင်စောမှုသည်သူနှင့်မျက်လုံးချင်းဆိုင်၍မကြည့်ရတော့ပဲမျက်လွှာချလိုက်ရသည်ကျမ်းပြင်ကိုသာငုံကြည့်နေမိသည်မမောင်ကြီးကစကားဆက်သည်ကျွန်တော်ဘဝမှာမစောလက်လူချစ်သူမျိုးထပ်ပြီးရနိုင်တော့မယ်မထင်ပါဘူးရတဲ့တိုင်အောင်လေးချစ်နိုင်တော့မယ်မထင်ပါဘူးအချစ်ဟာအမြဲရှင်သန်နေတယ်ဆိုတဲ့စကားကိုအခုအခါမှာကျွန်တော်အပိုင်းနှစ်ပိုင်းခွဲပြီးညင်လာတယ်အချစ်ဟာအမြဲရှင်သန်နေဖို့ရေကန်မြေကန်ကောင်းဖို့လိုလိမ့်မယ်ရေကန်မြေကန်မကောင်းခဲ့ရင်ရှင်သန်နေတဲ့တိုင်ကြုံဒီညှို့ဖြော့နေလိမ့်မယ်လို့ထင်ပါတယ်မစောလက်ကကိုဘလို့ထင်တယ်လဲခင်စောမှုသည်မမောင်ကြီးမျက်နှာကိုပြန်လဲမောကြည့်လိုက်သည်ကျမအနေနဲ့အချစ်ချောင်းကိုကောင်းကောင်းနားမလည်ပါဘူးတိတ်ပြီးလဲမသိလာပါဘူးသိဖို့အခြေအနေနဲ့အခအခွင့်ကလည်းမပေးခဲ့ဘူးဆိုပါတော့ဒါပေမဲ့ကျမဟာကျမလက်ထက်ရမယ်လူကလွဲပြီးတခြားသစိမ်းယောက်ျားဆိုရင်ကိုမမောင်ကြီးကိုသာကြုံတွေ့ဘူးပါတယ်ကြုံရပုံလေးကဆန်းပြီးကျမရဲ့နှလုံးသားကိုလှုပ်ရှားစေနိုင်ပါလေဒီတော့ကျမထင်နေလေကျမရဲ့နှလုံးသားတနေရာမှာတော့ကိုမမောင်ကြီးဆိုတာအမြဲပဲရှိနေလိမ့်မယ်ဒါလောက်ပဲကျမပြောတတ်ပါတယ်နှစ်ယောက်သားအတွေးကိုစီဖြင့်တိတ်ဆိတ်သွားကြသည်ငြိမ်သက်သွားကြသည်ခင်စောမှုသည်မမောင်ကြီးရှိမှမှနေရသည်ကိုစိတ်ကျဉ်ကျက်လာသည်ဟုထင်သည်ထို့ကြောင့်ပင်ကော်ဖီပကံများကိုယူကာကက်ဘင်သို့ပြန်ခဲ့ပါသည်ကက်ဘင်ခန်းသို့ရောက်လျင်ပကံများကိုစီကြောကနေရာတခြားပြန်ထားလိုက်သည်ထို့နောက်စာအုပ်များထားရာနေရာတွင်လာရောက်၍ခြေပြစ်လက်ပြစ်ထိုင်မိသည်စိတ်မှမတည်ငြိမ်ရောက်ရက်ခက်ရသည်အိမ်သို့ရောက်လို့စိတ်ဆောမိခြင်းအိမ်တွင်ပြန်လဲရင်ဆိုင်ရမည့်ပြဿနာအတွက်ရင်လေးမိခြင်းအပြင်မမောင်ကြီး၏တဲ့ရောစင်ကြီးတွေစရာစကားများကြောင့်လေရှင်ထဲမှာတင်းကျပ်နေသည်ထင်မိဒီတွင်အစကလေးကမကြုံခဲ့ကြလင်အကောင်းကလေးသာဟူသောဂါရာကိုပင်ရွမိပြန်ပါချေနေရောင်ကြီးသည်တစတဲ့တစရှင်လာသည်သုံးနှစ်အမျှပိုမိုတောက်ပပူနွေးလာသည်ခင်စောမှုသည်ထိုင်ရမှထားလိုက်သည်ညဦးသို့ရောက်ရန်နီးကပ်နေပြီလားဟုမော်တော်ဤမှန်တကားမှနေ၍ပြင်ပသို့လှမ်းကြည့်မိသည်မိသည့်နေရာသို့ရောက်ရှိနေပြီဟုမခံမှန်းတတ်သည်ရမန်နီးညကရွာခဲ့သောမိုးဤမိုးရေဆက်ကလေးများသည်မှန်မှကန့်ညီလျက်ရှိသေးသည်ဖြစ်ရာ၎င်းတို့ပေါ်သို့နေရောင်ကြီးကျရောက်လာလျင်စိမ်ပွင်ကလေးများကဲ့သို့တလက်လက်အယောင်တောက်လာကြပြီသည်အတော်ကြီးအလန်းဝေးသောနေရာတွင်ဖျားတစုကဲ့သို့မောင်းမို့နေသောကုန်းတန်းကိုမြင်ရသည်လောကနန္ဒာဖျားလီလာထင်မိသည်သူမ၏အထင်မှန်ပါကပကံသို့မကြာမြင့်မီကာလအတွင်းရောက်ရှိရပေလိမ့်မည်ဆစောကကော်ဖီဖြော်ခဲ့သောပစ္စည်းများကိုသိမ်းဆည်းရန်တရိယာသည်ထို့ကြောင့်ခင်စောမှုသည်ပြတင်းမှခွာခဲ့သည်ဥစွာပကံများကိုစေကြော်သည်ထို့နောက်ကော်ဖီမုတ်ဘူးတကြားဘူးစသည်တို့ကိုနေရာတကျပြန်ထားရသည်နောက်ဆုံးတွင်ဆစောကနှုတ်စီဘူးထုတ်ယူခဲ့သောအဖုံးကိုပိတ်ရန်တရိယာသည်အဖုံးကိုပိတ်နီးပြူသောအခါအန်ဒရီမှဆောက်အဟောင်းစီသို့မျက်စိရောက်သွားသည်စာရွက်များဝါကြမ်းကြမ်းရှိနေပြီဖြစ်သောစာအုပ်ဖြစ်သည်အကယ်၍စာအုပ်တွင်စာမျက်နှာမှတ်ထားသောပိုးကျိုးနီနီကလေးကိုမတွေ့ရလင်ခင်စောမှုသည်စာအုပ်ကိုရှူးကြည့်မိမည်မထင်ပေစာမျက်နှာမှာမှတ်သားထားသောပိုးကျိုးကစိတ်အာရုံကိုဆွဲဆောင်သည်ရှင်ပိုးကျိုးကြောင့်ပင်စာအုပ်မှာဟောင်းနှွမ်းနေတော်လေအဖိုးထိုက်တဲ့သောစာအုပ်တအုပ်ဖြစ်မည်ဟုခင်စောမှုထင်လာပါသည်ကြည်လင်စာအုပ်မှာသူမတွေးထင်ခဲ့သလိုလက်တော့ရန်အတွက်ထားရှိခြင်းမျိုးဟုတ်ဟန်မတူအံဝက်ရှိရာတွင်တမင်တကာတိမ်ဆဲထားပုံရသည်ခင်စောမှုသည်အံဝက်အတွင်မှစာအုပ်ကို
စိတ်ဝင်တစားရှိလာမိသည်ဆွဲယူလိုက်မိသည်စာအုပ်သည်မိမိထင်မှတ်သည့်ထက်ပိုမိုဟောင်းနှံနေကြောင်းတွေ့ရသည်အဖုံးမှာတရေဖြစ်သည်အကြောင်းများထလျက်ရှိသည်အနားတောင်စွများစုံနေသည်နှစ်ပေါင်းအတော်ကြာကအသုံးပြုခဲ့သည့်စာအုပ်ဖြစ်ပုံရသည်တယိုတသေးတင်ဆေးထားသောကြောင့်ဒီမြခံနေခြင်းဖြစ်ဟန်တူသည်အတွင်းမှာစက်ကူများဆိုလျှင်ထိကင်လိုက်လေပင်ပဲ့ကြွေသားလေတော့လေမလားထင်မဲ့ရသည်တရေဖုံးပေါ်တွင်ရခင်ကစလုံးရှိုင်းနှိပ်ထားခဲ့ဟန်တူသည်တို့ရတွင်ယခုအခါစလုံးကမပေါ်လေနော်ပုံနေရနေရများမှာတရေအတွင်ခြိုက်ဝင်နေရအသေးချာကြည့်လင်အင်္ဂလိပ်စာဖြင့်ဒိုင်ယာရီဟုရှိုင်းနေထားကြောင်းမြင်ရသည်ခင်စောမှုသည်တပားသူ၏ပစ္စည်းပေါ်ဆက်ဆက်ဆူဆူနိုင်စွာဆန်းစစ်ရများကြနေသလားဟုတွေးမိပြီးစာအုပ်ကိုနေရာမှာကြံထားလိုက်သည်တို့ရတွင်ဒီမြဟောင်းနှန်းဆွေးမြေ့နေပြီဖြစ်သောမှတ်တမ်းစာအုပ်တော့ကိုစိတ်မဝင်စားပင်မနေနိုင်ပြန်ရကာစာအုပ်ကိုပြန်ယူလိုက်မိသည်ခင်စောမှုသည်စာအုပ်ကိုအလင်းရောင်ပုံမူရသောနေရာသို့ယူလာခဲ့သည်တရီဖုံးကိုလှန်လိုက်သည်ဆိုလျှင်ပင်သူမအဖို့ထူးခြား၍စိတ်ဝင်စားဖွယ်ကောင်းစီကိုမြင်လိုက်ရသည်ညညာဝိုင်းဆက်သောလက်ရည်ဖြင့်ရေးထားသောစာကြောင်းကိုမြင်လိုက်ရခြင်းဖြစ်သည်မှင်ရောင်ပြက်လူမတက်ရှိနေပြီဖြစ်၍အားဆိုင်ကြည့်ရသည်စာကြောင်းမှာမမောင်ကြီး၏နေစဉ်မတန်မမောင်ကြီးခင်စောမှုသည်မျက်တော်များကိုပုတ်ခတ်လျက်နှစ်ဖူးရည်တွန်းစင်စားရင်းဒီအမိကိုရေရွတ်လိုက်မိသည်မမောင်ကြီးရဲ့နေစဉ်မတန်ဆိုတော့ကိုမမောင်ကြီးရဲ့စာအုပ်ပဲဖြစ်ရမယ်ဒါပေမဲ့ဒီလဟောင်းနှံ့နေတဲ့စာအုပ်မှာတော့နေစဉ်မတန်ကိုမှတ်မှာမဟုတ်ပါဘူးပြီးတော့မှင်ရောင်တွေပြက်လူမတက်ရှိနေတာထောက်ရင်လောလောဆယ်မှာရေးထားတာဖြစ်မှာမဟုတ်ဘူးခင်စောမှုသည်ရင်းစကစုကိုစိတ်အတွင်းမှပင်ပြောမိသည်ထို့နောက်စာအုပ်၏ဒုတိယစာရွက်ကိုလှမ်းလိုက်သည်ရင်းစာရွက်မှာနေစဉ်မတန်စာရွက်၏အစဖြစ်သည်နှစ်ဦး၏ပထမလဖြစ်သည်ရက်စွဲလေပထမရက်ဖြစ်သည်1986ခုပြာသူလာဆန်8ရက်ကြာတာပရိနိစာရွက်ကောင်းစီမှာပုံနေစလုံးဖြင့်ရင်းတို့ရေးထားသည်1986ခုဒါဆိုရင်လွန်ခဲ့တဲ့အနှစ်40ကျော်ကပါလားခင်စောမှုတကူတည်းပင်တအံ့တအောကြီးရေရွတ်ပြောဆိုလိုက်လေသည်အနှစ်40ကျော်ကမှတ်တမ်းစာအုပ်ဆိုလျှင်ယနေ့မိမိမျက်နှာချင်းဆိုင်ရသောမမောင်ကြီးစာအုပ်ဤသည့်နည်းနှင့်မှမဖြစ်နိုင်ဖြစ်ချင်းဖြစ်လင်မိမိတို့အထက်ကျော်ကာလလွန်ခဲ့သောအနှစ်40ကျော်ကအသက်ရှင်နေထိုင်သွားသူကိုမမောင်ကြီး၏မှတ်တမ်းစာအုပ်သာဖြစ်ရပေလိမ့်မည်ဒီတော့လေခင်စောမှုသည်စာအုပ်အပေါ်မှာပို၍စိတ်ဝင်စားသည်ဘာရီများရှိထားလိမလဲဟုစိတ်ဆောလာမိသည်ထိုစဉ်ကကိုမမောင်ကြီး၏နေစဉ်မတန်အမှန်ဆိုပါကထိုစဉ်ကမစောလက်၏အကြောင်းအရာတို့သည်မလွဲမသွေပါဝင်နေရမည်ဟုခင်စောမှုတွက်မိသည်ပထမစာရွက်တွင်ကိုမမောင်ကြီးကဤသို့ရေးထားသည်ကျွန်ုပ်မမောင်ကြီးသည်ယနေ့မှအစပြုကာဒီနေစဉ်မတန်ကိုရေးပါသည်ယနေ့ဒီကတိုးဆောင်အလိုရနှစ်သက်ကူးခဲ့ပြီးသည့်နှစ်ဆန်းတရက်နေ့ပင်ဖြစ်သည်နှစ်ဆန်းတရက်နေ့တွင်ကျွန်ုပ်၏စိတ်လက်ကြည်လင်၍နေသည်ရှင်းကြည်လင်မှုမျိုးကိုနောက်ရက်များတွင်လည်းရလိုပါသည်ကျွန်ုပ်အဖို့ဒီနေ့စဉ်မတန်စာအုပ်၌ချမ်းမြေဖွယ်ရာများကိုသာဆက်လက်မှတ်တမ်းတင်လိုပါသည်ထို့နောက်ဒုတိယစာရွက်တတိယစာရွက်စသည်ဖြင့်ခင်စောမှုသည်တရွက်ချင်းကိုစစ်စစ်ဆက်ဆက်ဖတ်လေသည်တလကုံဆုံးသည့်ထိဖြစ်သောရပိုင်းများအတွင်၌စိတ်ဝင်စားဖွယ်ရာများပါဝင်ခြင်းမရှိဟုထင်သည်အကြောင်းမူရင်းရများအတွင်၌ရေးမှတ်ထားသောမှတ်တမ်းများ၌ထူးခြားခြင်းမရှိသောအကြောင်းအရာများသာဖြစ်သည်ထမင်းစားရေတောက်ဆိုတဲ့ကဲ့သို့နေ့စဉ်ကြုံတွေ့နေကြတာမန်အကြောင်းအရာများသာဖြစ်သည်ဒုတိယလဖြစ်သောဖေဖော်ဝါရီလတွင်ခင်စောမှုစိတ်ဝင်စားစရာတစ်ခုကိုတွေ့ရှိရသည်၎င်းမှာရောင်းရည်ဝယ်တာကိစ္စများအတွက်ကိုမမောင်ကြီး၏မိဘများကကိုမမောင်ကြီးအားပခုတ်ကူသို့ဆေလွတ်လိုက်ခြင်းပေသည်ရင်းအကြောင်းကိုကိုမမောင်ကြီးကတီသို့မှတ်တမ်းရည်သည်1986ခုတပေါင်းလာဆန်း10ရက်တနင်္လာနေ့အိမ်ကပခုတ်ကူသို့ခိုင်းရာတွင်လက်စနှင့်ပကံညာဥရှိဖျားပထိုးများကိုတွားရဖူးမြော်မီဟုအကြံရသည်တလက်စာထဲမှပင်မိမိဝါသနာပါသောပကြီးပညာရဲ့များကိုပါစီဘူးလေ့လာရမည်ပကံဒီက
မြန်မာလူမျိုးတဦးတရအနေနဲ့မရဖူးပါကမြန်မာပြည်သားအမတင်အကြောင်းမူပကံသည်မြန်မာယဉ်ကျေးမှုအမွေနှစ်တို့ပြည့်နှက်နေသောကြောင့်ဖြစ်သည်ရှေးအစာဦးပကတိလဲကြာသည်ယဉ်ကျေးမှုအမွေနှစ်ကိုတင်ထားသည်မြအစာအဦးနေရာဒေသတို့အနက်ပကံဒီကအလုံးကျိုးဆုံးအများပြားဆုံးနေရာဒေသပင်ဖြစ်တော်သည်ထို့ကြောင့်လေပကံသို့ရောက်ရှိစေရန်စိတ်ဆောမိတော့၏ဒီနေရာမှာစ၍မှတ်တမ်းမှာစိတ်ဝင်စားဖွယ်ကောင်းလာသည်ဟုထင်ရပါသည်အကြောင်းအရာထူးထူးခြားခြားကလေးများပါလာသည်မှတ်တမ်းအရာကိုမမောင်ကြီးသည်တပိုရဲလာဆန်း12ရက်နေ့တွင်ညဦးသို့ရောက်သည်13ရက်နေ့တွင်ပကံသို့သွားသည်1986ခုနှစ်တပိုရဲလာပြည့်နေ့သည်ကကိုမမောင်ကြီးအဖို့အထူးအရေးကြီးသောနေ့ဖြစ်ပုံရသည်ရင်းစာမျက်နှာ၌တမျက်နှာပြည့်မြစာရေးထားသည်အချုပ်ကရင်းနေ့တွင်မဆောလက်နှင့်အာနန္ဒာဖျားပွဲတွင်စုံမိကြစဉ်အကြောင်းပင်သည်ကိုမမောင်ကြီးနေ့စဉ်မတန်းတွင်လူပြောသူပြောဖြင့်ခင်ဆောင်မှုသိကြရသောအကြောင်းအရာများကိုပင်ရေးသားထားသည်မစောလက်ကိုစတင်တွေ့ဆုံသည့်အကြောင်းကံအားလျော်စွာဖျားတစ်ဆက်တည်းကျလာသည့်အကြောင်းတွေ့လင်တွေ့ချင်းမှာပင်မစောလက်၏အလားပအပေါ်ကိုမမောင်ကြီးအနေဖြင့်အလေးအနက်ပြုမိသည့်အကြောင်းများပါဝင်သည်ရင်းအကြောင်းများကိုကိုမမောင်ကြီးကဒီသို့မှတ်တမ်းတင်သည်ထိုနည်းကအာနန္ဒာပွဲသို့သွားခြင်းမှာမစောလက်နှင့်တမင်ဆုံအောင်သွားသည်နှင့်တူနေပြီတော့သည်ကံအားလျော်စွာပင်မစောလက်တို့ဖြာနှင့်တစ်ဆက်တည်းကြသည်အနေနီးကြသည်ဖြစ်၍အချီချင်းစုံမိကြသည်အပြုံချင်းဆိုင်မိကြသည်ထိုအခါရင်မှာလှိုက်ဟာ၍မောမိတော့၏မစောလက်တဲ့နမက်လေးကချစ်စရာကောင်းပါပြီလူဤရုပ်ရည်တွင်ပြင်ကလည်းမြင်ဘူးသမျှမိန်းကလေးတို့အထက်တွင်အလှဆုံးဟုထင်ပါသည်မစောလက်ဤရုပ်ရည်မှာကောင်း64ရက်သွေးထက်ထက်ယုံကြီးဟုသောဆရာစလေဤစာချိုးနှင့်ကိုက်ညီလာတော်သည်ထို့ကြောင့်မိတ်ဆွေများကိုပြောမိသည်ပကံတို့လာရခြင်းကမစောလက်နှင့်ဆုံရခြင်းတစ်ခုတည်းနှင့်ပင်လာရချိုးနှက်ပေပြီခင်စောမှုသည်မှတ်တမ်းကိုဖတ်ရှုခြင်းမှရပ်ထားလိုက်သည်သူမ၏အတွေ့အကြုံတွင်တဆုံတရာပေါ်ပေါက်လာခြင်းကြောင့်ဖြစ်သည်သူမသည်စာမျက်နှာကိုမှတ်ထားပြီးနောက်စာအုပ်ကိုပြန်ပေးလိုက်သည်ကိုမောင်ကြီး၏နေစဉ်မှတ်တမ်းစာအုပ်ကိုအခြားတနေရာတွင်တွေ့ရပါကခင်စောမှုဝမ်းသာမိမိအမှန်ပင်ယခုမူကိုမမောင်ကြီးဝင်စားပါသည်ဆိုသူထံမှရင်းမှတ်တမ်းစာအုပ်ရှိနေရခြင်းအတွက်စိတ်ဝဲစနိုးစနောက်ဖြစ်လာမိသည်တန်တရားဝင်လာသည်ရှင်ထဲမှာအလိုလိုတင်းကျပ်လာသည်ပြည့်သိပ်လာသည်အလွန်ဆိုးဝါးစိတ်ရုပ်ဖွယ်ကိစ္စရဲ့ကြီးတည်းသည်မိမိထံမကြာမီကာလအတွင်းဆိုက်ရောက်လာတော့မည်ဟုခင်စောမှုထင်သည်စိတ်မှာလေးလံလာသည်အတွေ့တို့ကကျေပြန့်လာသည်ခင်စောမှုသည်စာအုပ်ကိုပြန်ဖွင့်လိုက်သည်မှတ်တမ်းကိုဆက်၍ဖတ်သည်မှတ်တမ်းထဲတွင်ဒေါ်စောမြင့်ထံမှကြားသိခဲ့ရသောအကြောင်းအရာများသည့်၎င်းမမကြီးထံမှကြားသိရသောအကြောင်းအရာများသည့်၎င်းပါဝင်ကြသည်ကိုမမောင်ကြီးသည်အာနန္ဒာပွဲ၌မစောလက်နှင့်ဆုံရပြီးနောက်မစောလက်ကိုပကံအနက်ရှာမိကြောင်းမတွေ့ရကြောင်းနောက်တော့မမျော်လင့်ပေညာဦးစည်းမှာစီးလာဝေသောမစောလက်ကိုတွေ့ရကြောင်းအိမ်ကိုမှတ်ထားကြောင်းမိတ်ဆွေသင်္ကားဟာတို့၏အကူအညီဖြင့်မစောလက်အိမ်သို့ဝင်ထွက်နိုင်အောင်ကြိုးစားကြောင်းထိုကမှတဆင့်အခွင့်သာသောနေ့တစ်နေ့တွင်မစောလက်အားဖွင့်ဟချစ်ရေးဆိုခဲ့ကြောင်းမစောလက်ကသူ့အချစ်ကိုလက်ခံကြောင်းစသည်ဖြင့်ပြေဆုံးစွာရေးသားမှတ်တမ်းတင်ထားသည်ထို့နောက်ချစ်သူတို့တဘာဝအတိုင်းပျော်ရွှင်မြူးထူးခြင်းကြည်နူးနှစ်သိမ့်ခြင်းတို့ကိုဖော်ပြသည်၎င်း၏နောက်ပိုင်းတွင်ကတဆအစင်မပြေဖြစ်ရခြင်းများကိုဖော်ပြသည်မစောလက်အားလက်ထပ်နိုင်ရန်အတွက်သူ၏မိဘထံအခွင့်တောင်းရာမှအစင်မပြေဖြစ်ရခြင်းကိုမှတ်သားထားသည်ရှင်းအပိုင်းမှာဆစ်လှုပ်ရှားဖွယ်လေကောင်းသည်ကြေကွဲဖွယ်လေကောင်းသည်ဖျားကျူမျိုးရိုးနှင့်မိမိတို့သားကိုမပေးစားနိုင်ခါတိလာသည့်စကားကိုအမိအဖတို့ကပြောခဲ့ကြပြီကျွန်ုပ်ကိုလည်းမစောလက်လိုမိန်းကလေးမျိုးကိုမှရွေး၍ချစ်တယ်သလားအခြားမျက်နှိုးဖွယ်မိန်းမမရှိတော့ပြီလောစသည်ဖြင့်အပြစ်တွေစကားကိုဆိုခဲ့လေပြီကျွန်ုပ်အဖို့နှွေးကောင်းကောင်းမိုးထေချုံခဲ့လေပြီကံဆိုးမှုမောင်ကြာရလေပြီမိဘတို့ဤစကားကိုမစောလက်ဤဦးလေးတော်သူကြားသိသွားရခြင်းကပို၍ဆိုးရွားလာတော့သည်တက်စင်စကားတက်စင်နာဆိုသလိုမစောလက်ဤမိဘများထံထိုစကားရောက်တော့မည်မှာချင်းတည်သည်ထိုစကားကိုကြားလျင်အဘယ်သို့ရှိချေမည်နီ
အခက်အခဲအနက်နေတို့စက်တိုက်ပေါ်ပေါက်လာမည်ထင်ပါရဲ့မစောလက်ရဲ့စသည်ဖြင့်မမောင်ကြီးကမှတ်တမ်းအတွင်ညှင်းညူထားသည်မစောလက်၏ဦးလေးဖြစ်သူကကိုမောင်ကြီး၏မိဘများကိုမစောလက်၏ဖခင်တံပြန်ပြောသည်ကိုမောင်ကြီးညာဦးသို့ပြန်ရောက်လာသည်မစောလက်နှင့်တွေ့ခွင့်ရရင်ကြိုးစားသည်တို့ရာတွင်တွေ့ခွင့်မရတော့ထိုများဖျားကျွန်နေသမီးနှင့်မတူမတန်မှုဆိုရင်ထိုသမီးနှင့်အဆက်ဆက်မပြူဘဲနေတော့ပေါ့ဟုမစောလက်၏ဖခင်ဆိုခဲ့ပုံကိုကြည်ကွဲစရာကောင်းလောက်အောင်ကိုမောင်ကြီးကမှတ်ထားသည်ကိုမောင်ကြီးအားမိဘတို့ကအတင်းအကျပ်လာခေါ်တဲ့ဖြင့်မန္တလေးသို့ပြန်လိုက်ရသည်မန္တလေးမှနေ၍ပကံသို့ကိုမောင်ကြီးပြန်ခဲ့ပြန်သည်ဒီတစ်ခေါက်မှာပကံမှာပင်နေသားရင်တန်တိတ်ထန်ချခဲ့သည်ကြောက်စာကိုအဖွဲ့မှဝင်ရအမှုထမ်းသည်အများကတားမြစ်နေသည့်ကြားမှကိုမောင်ကြီးသည်ကိုစာအိုဆိုသူနှင့်အတူသွားရည်နေသည်အများအလိုပြောရလျင်ကိုစာအိုကဖျားကျွန်အစ်ဖြစ်တော်သည်ယခုအခါကြောက်စာကိုအဖွဲ့တွင်မင်းစေအဖြစ်အမှုထမ်းသည်၎င်းနှင့်အတူနေထိုင်မည်ဆိုသောအခါမိတ်ဆွေများကတားမြစ်ကြသည်ကန့်ကွက်ကြသည်ကျွန်ုပ်၏အဓိကရည်ရွယ်ချက်ကအတန်အစားထားရှိသောစနစ်ကိုကန့်ကွက်စန္ဒပြလိုခြင်းဖြစ်တော်၏ဟုကိုမောင်ကြီးဆိုသည်1989နတော်လဆော့9ရက်အင်္ဂါနေ့ဒီကနေ့မစောလက်ထံမှစာရဆောင်ရသည်စာကိုမစောလက်ဤတူမဖြစ်သူမစောမြင့်ကယူလာပေသည်ရွှေစည်းကုန်းမှာတစ္ဆာပြုရန်မစောလက်ကသဘောတူခဲ့လေပြီမရေရာမသေးချာသောဘဝမှာလူဖြစ်ရခြင်းတဲ့တမလွန်ဘဝ၌လူဖြစ်ရခြင်းကမှတော်ပေလေအောင်မည်ကျွန်ုပ်တို့၏မျှော်လင့်ချက်ကင်းမဲ့သောဘဝများကိုအဆုံးသတ်ကြရန်မစောလက်သဘောတူခဲ့လေပြီစသည်ဖြင့်ရှင်းမှတ်ထားသည်ဆက်လက်၍ညနေပိုင်း၌ကျွန်ုပ်ထံစာယူလာပြီးသောမစောမြင့်ကို၎င်း၏ဖခင်ဖြစ်သူကရှိုင်းနေကြောင်းကိုစာအိုကပြောသည်ထို့အတွက်စိတ်မကောင်းထုံးဘူးနှင့်ပေါက်သည်ဖြင့်နှစ်ဖူးတွင်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်ခင်စောမူ၏ရင်ထဲမှတုန်လှုပ်လာသည်သူမသည်အသက်ပင်မရှူရဲအောင်ရှိသည်မမောင်ကြီးကိုထော်စောမြင့်နှင့်တွေ့ပေးစဉ်ကအဖြစ်ပြက်ကိုအမတ်ရသည်ထိုစဉ်ကဒီအဖြစ်ကိုမမောင်ကြီးကဖွင့်ထုတ်ပြောပြနိုင်ခဲ့သည်မှန်ကန်စွာပြောနိုင်သောကြောင့်ဒေါ်စောမြင့်ပင်လင်းအံ့အားသင့်သွားခဲ့ရသေးသည်မဟုတ်တုံးတော့1989ခုပြာသူလာဆက်2ရက်တောက်ကြနေ့ယနေ့လက်သမီးကဘာသို့ရောက်ရသည်အခက်အခဲကြားမှပင်မစောလက်ပါလိုက်ပါလာသည်ဘရက်ခွက်ကိုအတိတ်တံဖြင့်ညှုံနှံကြသည်နောက်တစ်ဘဝ၌ပြန်ဆုံကြသည့်အခါနှစ်ယောက်အတူပြန်လဲတူးဖော်နိုင်ကြစေတည်းခင်စောမူသည်ယခုတိုင်အောင်သူမ၏လေပင်မှာဆွဲထားလျက်ရှိနေသောဘရက်ခွက်ကိုလက်ဖြင့်ဆန်းသတ်မိသည်ကိုမောင်ကြီးဆိုလိုသောဘရက်ခွက်ကဤသည်ပင်ဖြစ်လိမ့်မည်မိမိတို့တူးဖော်ခဲ့သောဘရက်ခွက်အကြောင်းပင်ဖြစ်သည်ခင်စောမူသည်မှတ်တမ်းကိုမျက်တာမခက်စဒံဆက်၍ဖတ်မိသည်သူမ၏ရင်ခုန်တမ်းမှပြင်းပြလာသည်သွေးလဲပတ်မှုအရှိန်ဟုန်ညံဆက်နေသည်နှလုံးခုန်တမ်းကိုမိမိဘာသာပြန်၍ကြားနေရသည်တို့ဖြစ်သည်ထိုမှတဖန်ရွှေစည်းကုံသို့လာခဲ့ကြသည်တစ္ဆာဆိုသည်ညောင်ရီအိုးရီတောက်ကြသည်နာဖြစ်လေရဘွားတိုင်းငှက်ဖြစ်လေပင်တကိုင်းတဲ့နားရစီလို၏ကျွန်ုပ်တို့၏တစ္ဆာဒိဋ္ဌံကိုတမာဒေဝနှကောင်းနှမျက်အပေါင်းတို့မှိုင်းမှစီသည်ကျွန်ုပ်တို့သည်ခင်စောမူ၏လက်တွင်မှစာအုပ်သည်ဖြက်ခနဲဆွဲယူခြင်းခံလိုက်ရသည်ရုတ်တရက်ဖြစ်၍ခင်စောမူမှာလန့်ဖြန့်သွားမိလေသည်ဆက်ခနဲမော့ကြည့်လိုက်မိသည်ရှေ့မှာမမကြီးရက်လင်နေသောမမောင်ကြီးကိုမြင်လိုက်ရသည်မမောင်ကြီးမျက်နှာမှာမူပြတ်နေသည်သူသည်ခင်စောမူ၏မျက်နှာကိုမမိတ်မသုံးကြည့်နေသည်စာအုပ်ကိုလင်းထက်သွားတတ်သည့်အရာလားတင်းကျပ်စွာစုပ်ကိုင်ထားကြောင်းမြင်ရသည်ကျမကိုစားပြန်ပြီးပါကိုမောင်ကြီးအေးကိုမောင်ကြီးပဲထားပါတော့ခင်စောမူ၏စကားကြောင့်ကိုမောင်ကြီးသည်လှုပ်လှုပ်ရှားရှားဖြစ်သွားသည်မစော့လက်ဒီစာအုပ်ထဲကဟာတွေကိုဖတ်မိခဲ့ပြီလားဟင်သူ၏အတန်မှာတုန်နေသည်ဟုတ်တယ်ဖတ်ပြီးပြီလုံးစီပတ်စီဖတ်ပြီးပြီမမောင်ကြီး၏မျက်နှာတွင်စိတ်ပြက်လက်ပြက်ဖြစ်နေသောအမှုအရာပေါ်လင်းသွားသည်ကျမအဲ့ဒီစာအုပ်ကိုစိတ်ဝင်စားတယ်ကိုမောင်ကြီးကျမကိုစာအုပ်ပြန်ပေးပါခင်စောမှုကပျော့ပျော့ဆူဆူ
မမောင်ကြီးလက်အတွင်းမှစာအုပ်ကိုဆွဲယူသည်မမောင်ကြီးကလှမပေးဘဲအတင်းပင်ပြန်၍လူထားလိုက်သည်ကျမကိုဒီစာအုပ်ဘာဖြစ်လို့မဖတ်စေချင်တာလဲဘာဖြစ်လို့ပြီးမဖတ်နိုင်ရတာလဲမမောင်ကြီးမဖြေကျမသိပါပြီကိုမမောင်ကြီးကျမဟာတစ်လျှောက်လုံးအလိမ်ညာခံလာရတယ်ဆိုတာသိပါပြီကျမကိုအဲ့ဒီစာအုပ်ပြီးမဖတ်နိုင်တာဟာရှင်အကြောင်းတွေပေါ့ကုန်မှစိုးလို့မဟုတ်လားကျမကိုရှင်ဘလို့လှိမ့်ခဲ့တယ်ဆိုတာကျမသိသွားမှစိုးလို့မဟုတ်လားခင်စွမ်းမူ၏အတန်မှာမဟာကျော်နေသည်မျက်နှာထားကလည်းတင်းမာလာသည်မမောင်ကြီးသည်ခင်စွမ်းမူ၏မျက်နှာကိုရင်ဆိုင်ကြည့်ရန်မဝင်ရဲတော့သလိုမျက်လွှာကိုချထားလိုက်သည်အခုအခါမှာတော့အရာအလုံးဟာရှေးလေကုန်ပါပြီအစကနေအဆုံးထိကျမသဘောပေါက်မိပါပြီရှင်ဟာဒေါ်စောလက်ရဲ့ပုံတူပကြီးကားကိုမြင်ဘူးတယ်အဲ့ဒီပုံတူကဟာကျမနဲ့တိတ်တူတယ်ကျမကိုမြင်မြင်ချင်းမစောလက်လို့ပြောနိုင်ခဲ့တယ်ကျမဒီချိန်ကလည်းတန်တရားဝင်မှုလို့ပြောခဲ့ပူပါပြီနောက်တော့ရှင်မကိုမမောင်ကြီးအစ်စ်ရဲ့နေစင်မတန်ရှိနေတယ်မဟုတ်လားဒီမတန်ကိုအခါခါဖတ်ပြီးနေလိမ့်မယ်လို့ထင်တယ်ဒီတော့ရှင်ဟာကိုမမောင်ကြီးအကြောင်းမစောလက်အကြောင်းတွေကိုကိုယ်တိုင်ကိုကြကြုံတွေ့ရတယ်လို့ပြန်ပြောနိုင်တာဟာဘာမှမဆန်းတော့ဘူးပေါ့ဥပမာကျမရဲ့ဒေါ်စောမြင့်ရဲ့နှစ်ဖူးကအမယူကလေးအကြောင်းကစရှင်ပြန်ပြောနိုင်တာဒီမတန်းချောင်ပဲမဟုတ်လားအစကတော့ရှင်ဓာတွေကိုပြောပြနိုင်တာတွေကိုကျမအံ့ဩခဲ့ရတယ်လူဝင်စားဆိုတာကိုကျမတကယ်ပဲရှုံးခဲ့တယ်ရှုံးခဲ့မိလို့လဲဒီဖြစ်မျိုးထိအရောက်ခံခဲ့ရတာပါရှင်ပြောပြတာတွေရုပ်တိရှိပြီးရှင်ရဲ့ဟန်မန်ကလည်းတည်သက်လေးတော့ကျမတွေမကဘူးအဲ့ဒီအဖြစ်ပြက်ထဲမှာကိုယ်တိုင်ညဝါထင်ကြုံဘူးတွေ့ဘူးခဲ့တဲ့တော်မြင့်တာရှင်အပေါ်မှာတန်တရားမဖြစ်ခဲ့ဘူးရှင်အတွက်ကျမပါဘလို့ဆိုးကျိုးတွေဖြစ်ခဲ့တယ်ဆိုတာရှင်အမြင်တွေ့ပါပဲကိုမမောင်ကြီးကျမနဲ့ပတ်သက်တဲ့လူတွေမှလည်းစိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရတယ်သူတို့စိတ်ဒုက္ခရအောင်ကျမလုပ်ခဲ့မိတယ်ကျမကိုပြောစမ်းပါကိုမမောင်ကြီးရှင်ပါရည်ရွယ်ချက်နဲ့အခုလိုဘာမှအကျိုးမရှိတဲ့အလုပ်ကိုလုပ်ခဲ့တာလေဘာဖြစ်လို့ဒီလောက်အထိပ်ပဲကင်းမဲ့တဲ့လူမျိုးကိုလုပ်ခဲ့ရတာလဲခင်စောမူ၏အတန်မှာတုံလာသည်နာကြီးချင်းကြောင့်မာကျောခက်ထန်နေသည်ယခုအခါခင်စောမူသည်မမောင်ကြီးကိုစိတ်ရှိလက်ရှိထူရိုက်ပြလိုသောဆန္ဒမျိုးပေါ်ပေါက်နေသည်စီစီညံ့ညက်ခြေပြစ်လိုက်ခြင်းသည်တော်ပါသေးရဲ့အခုလိုဘာတစ်ခုမှခြေလွန်လက်လွန်မဖြစ်ခင်အဖြစ်မှန်ကိုသိရပြီလို့မဟုတ်ရင်ကျမတသက်တာကာလပတ်လုံးဒီအဖြစ်ဖြစ်ကြီးဟာဘလို့မှလည်းမေ့ပြလို့မရပဲတတိယတိုင်းလေးစစ်စင်းရဲနေရမှာပဲကိုမမောင်ကြီးဒေါ်စောလက်တို့နဲ့ပတ်သက်ပြီးအမြဲကြေကွဲနေရမှာပဲဒီမတန်းစာအုပ်ကိုညင်ခွင့်ရတာဟာကျမအဖို့ကံကောင်းသွားတာပဲကျမကိုဝန်ခံစမ်းပါကိုမမောင်ကြီးရှင်ဟာဒီမတန်းစာအုပ်ကိုအကြောင်းပြုပြီးရှင်ကိုရှင်လူဝင်စားဖြစ်တယ်လို့ဆိုခဲ့တာမဟုတ်လားမမောင်ကြီးသည်အာဆေးမိထားသူပမာဖြစ်နေသည်ခင်စောမူ၏စကားများကိုတခွန်းတစ်ခါမှပြန်လည်ဖြည့်ရှင်းခြင်းမပြုနိုင်ညင်းပေနိုင်စွမ်းမရှိသူသည်ခင်စောမှုပြောသည်များကိုကားငုတ်ခံယူနေရသည်သာဖြစ်ပါသည်ရှင်ဝင်မခံမိမဲ့ကျမဟာကျမတွေးယူလို့ရပါပြီအရာအလုံးကိုကျမသဘောပေါက်ခဲ့ပါပြီရှင်ဟာကိုမမောင်ကြီးဝင်စားတယ်ဆိုတာမဟုတ်မှန်းကျမသိပါပြီကျမဟာလေဒေါ်စောလက်ဝင်စားတာဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူးစင်စစ်မှာလူဝင်စားဆိုတာဘယ်ကဘာမှမရှိနိုင်မဖြစ်နိုင်တဲ့တိဆရဲ့ပါအယူသီးတဲ့အတွေးခေါ်တရက်လို့ကျမနားလေရပါပြီခင်စောမူ၏စကားအစုံမတက်မီမမောင်ကြီးကဝင်ပြောသည်ဒါကဒီလိုရှိပါတယ်မစောလက်တော်ပါပြီရှင်တော်လောက်ပါပြီကျေးဇူးပြုပြီးကျမကိုမစောလက်လို့မခေါ်ပါနဲ့တော့လားခင်စောမူသည်လေပင်မှဘရက်ခွက်ကိုစမ်းသက်ပြီးဖြုတ်လိုက်သည်ဒီဘရက်ခွက်ဟာလေကျမအတွက်ဘာမှအတိတ်ပဲမရှိပါဘူးဒါကိုပြန်ယူပါကိုမမောင်ကြီးအေးရှင့်နာမည်အစ်စ်အမှန်မသိသေးသမျှကိုမမောင်ကြီးလိုပဲဆက်ပြီးခွင့်ရအောင်ပါပဲလေမမောင်ကြီးသည်ခင်စောမှုကိုတောင်းမှန်တို့ရှိုးသလိုကြည့်လိုက်သည်ဒါလေးကိုတော့ဒါကလေးဟာကျမကိုဘလောက်ဒုက္ခပေးခဲ့ပြီလေကိုမမောင်ကြီးတခြားကိစ္စတွေတဲ့ဒီဘရက်ခွက်နဲ့ပတ်သက်ပြီးအညာခံရတာကိုကျမအခန့်ပြင်းဆုံးပဲ
ကျွန်တော်မစောမခင်စောမှုကိုမမောင်ကြီးအတန်သည်တပိုင်းတစားမျှရှက်သွားသည်သူ၏မျက်နှာမှာခိုးထုတ်ခိုးတယ်နှင့်အမိခင်ရသူပမာဖြစ်နေသည်ခင်စောမှုသည်တက်ပြင်းရှိုက်လိုက်မိသေးသည်မမောင်ကြီးမျက်နှာကိုကြည့်နေရမှမျက်နှာလွှဲလိုက်မိသည်ရှင်ထဲမှခံပြေးခြင်းနာကြီးခြင်းတို့ဖြင့်ပြည့်သိမ့်နေသည်တစ်ဆက်တည်းမှာပင်အညာခင်ရသည့်အတွက်ရှက်မိသလိုလဲဖြစ်လာသည်မမောင်ကြီးသည်ခင်စောမှု၏မျက်နှာကိုကြည်ခွဲစွာကြည့်လိုက်သည်သူကဆုံးဖြတ်ချက်ချသလိုတက်ပြင်းရှိုက်လိုက်သည်ကျွန်တော်ဝန်ခံပါတော့မယ်မခင်စောမှုကျွန်တော်ဝန်ခံပါတော့မယ်ဗျာဟုတ်ပါတယ်ကျွန်တော်မခင်စောမှုကိုညားခဲ့မိပါတယ်တကယ်လို့ကိုမမောင်ကြီးအစ်စ်ရဲ့ဒိုင်ယာရီစာအုပ်ကိုသာမခင်စောမှုမြင်မသွားခဲ့ဘူးဆိုရင်အားလုံးဟာအဆင်ပြေပြေနဲ့ပြီးသွားမှာပါပဲကျွန်တော်လည်းဒိုင်ယာရီစာအုပ်ကိုအံဝက်ထဲမှာထားခဲ့တာပါဖြစ်ချင်တော့မခင်စောမှုကိုအဲ့ဒီအံဝက်ဖွင့်တဲ့တော့ကိုပေးမိတယ်အခုမှသတိရလို့လာခဲ့တာပါဒါပေမဲ့ကျွန်တော်နောက်ကျနေပြီဆိုတာသိရပါပြီမခင်စောမှုဒီစာအုပ်ကိုဖတ်မိဘယ်လိုခံစားနေရမယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ဟာမမောင်ကြီးဝင်စားတာမဟုတ်ဘူးလို့မခင်စောမှုနားလေသွားလိမ့်မယ်လို့ကြိုးပြီးသဘောပေါက်ပါတယ်ခင်စောမှုသည်မမောင်ကြီးမျက်နှာကိုကြည့်လိုက်သည်မမောင်ကြီးကစကားဆက်သည်အမှန်တော့ကို့အတွက်ကိုစူးတယ်လို့ဖြစ်ရတာပါပဲမခင်စောမှုရဲ့ကျွန်တော်ဟာမခင်စောမှုကိုညာနေရပြီမဲ့စိတ်ကမပါလာပါဘူးမခင်စောမှုမှတ်မိသေးလားစပြီးကြုံကြတွေ့ကြတော့ကအဖြစ်အပျက်ကိုသတိရတယ်မဟုတ်လားကျွန်တော်ပါဇက်ကမစောလဲလို့ရောက်ထွက်သွားပြီးနောက်ပိုင်းမှာကျွန်တော်ဟာကိုယ်တိုင်စိတ်မပါတဲ့ဆက်ကိုကပြဖို့ဖြစ်လာရတာပါပဲအဲ့ဒီနောက်ပိုင်းမှာတွေ့ကြတော့ရှစ်မှာပြန်ပြီးပြင်ဖို့အချိန်တွေရပါသေးတယ်ကိုမမောင်ကြီးမပြင်မိတာကျွန်တော်အမားပဲဆိုပါတော့နောက်တစ်ချောင်းကတော့မှားမှန်းသိလျက်နဲ့မပြင်ချင်တော့တာလည်းပါပါတယ်ပြောရရင်တော့ကျွန်တော်ကိုယ်တိုင်ကလူဝင်စားအဖြစ်ကိုကိုပြောနေရတဲ့အပေါ်မှာခြေနဲ့နေမိတယ်ဆိုပါတော့မခင်စောမှုဖြစ်နိုင်မယ်ဆိုရင်ကျွန်တော်ဟာတရရောအခါကကိုမမောင်ကြီးဖြစ်ခဲ့ပြီးအခုအဲ့ဒီကိုမမောင်ကြီးဝင်စားတဲ့လူဖြစ်လိုက်ချင်ပါတယ်ဒါကလည်းစောစောကမခင်စောမှုပြောခဲ့သလိုမမောင်ကြီးရဲ့နေစဉ်မတန်းကိုအလွတ်နီးနီးရလာအောင်အခါခါဖတ်ခဲ့မိလို့ပါပဲဖတ်တဲ့အခါမှာလေကိုမမောင်ကြီးမစောလက်တို့ရဲ့အဖြစ်အပျက်တွေပေါ်မှာဂယုဏတတ်မိတယ်ကိုချင်းစာမိတယ်ကိုယ်တိုင်ဖြစ်ခဲ့သလိုခံစားရပါတယ်မခင်စောမှုဒါကြောင့်မဲတခါမှကျွန်တော်ဟာဟမ်မစာမင်းနဲ့ကိုလူဝင်စားအနေထားမျိုးပြောဖြစ်သွားခဲ့ပါတယ်မမောင်ကြီးစကားများကိုနားဆိုင်ထောင်လျက်ရှိသောခေစောမှုကြီးရင်ထဲမှာခံပြေးဆက်အနေငယ်ရော့ပါလာသည်ထင်မိဒီမတက်စာအုပ်ကျွန်တော်လက်ထဲကိုရောက်ခဲ့တာကြာပါပြီမခင်စောမှုညချီမှာမခင်စောမှုမြင်ခဲ့ရတဲ့ပကြီးကားကိုတနေကုန်ထိုင်ကြည့်မိတိုင်းမစောလက်ရဲ့ရုပ်သွင်းကိုနှစ်ချိုက်ခြင်းဖြစ်ရပါတယ်ဆွဲလန်းရပါတယ်ဒါကြောင့်ကြောက်ပရောင်းမှာကားနဲ့တိုက်မိမလို့ဖြစ်ပြီးမခင်စောမှုကိုမြင်ခွင့်ရတော့ကျွန်တော်စိတ်မှာဖြုံးဆိုမစောလက်လိုပဲထင်လိုက်မိတယ်မခင်စောမှုရဲ့ရုပ်ရည်ကလည်းမစောလက်နဲ့တူလွန်းတာကိုဒီတော့မှတ်တမ်းစာအုပ်ထဲမှာပါတယ်လို့မစောလက်ဟာမခင်စောမှုအဖြစ်ဝင်စားလေသလားလို့စိတ်မှာအတွေးပေါ်လာပါတယ်ဒီလိုနဲ့ကျွန်တော်ဟာကိုမမောင်ကြီးနဲ့မစောလက်ရဲ့စကြောင်းကိုပြန်မိတာပါပဲဗျာမမောင်ကြီးစကားကိုဖြတ်ထားလိုက်သည်ထိုအခါပတ်ဝန်းကျင်မှာတိတ်ဆိတ်သွားသလိုရှိသည်ခင်စောမှုသည်မှန်ပြတင်းမှတဆင့်ပြင်ပကိုငေးကြည့်နေမိသည်အိမ်သို့ရောက်ရှိရန်စိတ်ဆောမိပြန်ပြီမခင်စောမှုမမောင်ကြီးခေါ်တန်သည်နောက်ဘက်မှပေါ်လာသည်ခင်စောမှုကနောက်သို့လှည့်လိုက်သည်မခင်စောမှုအနေနဲ့ကျွန်တော်ကိုမုန်းသွားပြီလားကျွန်တော်ပြုမှုခဲ့တဲ့အပြုမှုတွေပေါ်မှာခွင့်မလွတ်နိုင်လောက်အောင်ရှိနေပြီလားသူ၏အမေကိုခင်စောမှုရုတ်တရက်အဖြေမပေးတဲ့ကျွန်တော်ရင်ထဲရှိသမျှကိုအရှင်အတိုင်းပြောပြရစီတော့ကျွန်တော်မခင်စောမှုကိုချစ်မိတယ်ဆိုတဲ့အကြောင်းပါပဲကိုမမောင်ကြီးမစောလက်တို့ရဲ့ပြဿနာနဲ့ဘလို့မှမပတ်သက်တဲ့ပေါ်ပေါက်လာတဲ့အချစ်မျိုးနဲ့ချစ်မိတယ်ဒါကိုကျွန်တော်ပြောခဲ့ဘူးပါပြီကျွန်တော်အပေါ်မစောလက်နားလည်နိုင်လိမ့်မယ်လို့ထင်ပါတယ်ကျမအနေနဲ့ဒါကိုနားမလည်ချင်တော့ပါဘူးကိုမမောင်ကြီးအဆုံးစွန်ထိပြောရရင်တော့ရှင်နဲ့တွေ့ခဲ့ကြုံခဲ့ရတဲ့အရာတွေကိုအိမ်မက်တစ်ခုပဲဖြစ်စေခြင်းနဲ့အိမ်မက်တစ်ခုလိုအလွယ်တကူနဲ့မ
မင်းပြောက်ပြစ်လိုက်ခြင်းနဲ့တလုံးရှင်ထဲမှာတနှုံနှုံတမြင့်မြင့်ခံစားနေရမှာနဲ့စာရင်အလွယ်တကူမင်းပြစ်လိုက်တာကပိုပြီးစိတ်ကိုတက်တာစေနိုင်မယ်ထင်ပါတယ်ကျွန်တော်နားလေပါပြီဗျာမခင်စောမှုရဲ့စိတ်ထဲမှာဘလို့ရှိတယ်ဆိုတာကျွန်တော်သိပါပြီအခုတော့ကျွန်တော်မှာမခင်စောမှုနဲ့ပတ်သက်လို့ဘာမှမကြံတော့ဘူးပေါ့ကျွန်တော်ဟာကိုမမောင်ကြီးဝင်စားတာမဟုတ်တော့ဘူးဆိုတာနဲ့တပြိုင်နက်မခင်စောမှုဟာတန်ရောစင်မသမျှကိုဖျက်လိုက်နိုင်ပြီပေါ့ဟုတ်လားဒါဟာကျမတို့အကောင်းဆုံးဖြစ်မယ်အမှန်ကန်ဆုံးဖြစ်မယ်လို့ကျမထင်ပါတယ်ခင်စောမှုသည်အတန်ဖြတ်ပြပြောပြီးနောက်မမောင်ကြီးထံမှအကြည့်ကိုလွှဲပြောင်းလိုက်သည်မမောင်ကြီးရင်ထဲတွင်မိမိ၏စကားများအတွက်လှုပ်ရှားစေမည်ဟု၍ကခင်စောမှုထင်ပါသည်သူသည်စကားများအတွက်ကြေကွဲမှုကိုခံစားရကောင်ခံစားရမည်ချင်းသည်တို့ရတွင်မတက်သာချေပြီးအခြေအနေကဒီတို့ပင်ပေးခဲ့သည်မဟုတ်ပါလားတို့ဖြစ်ပင်မမောင်ကြီးသည်ကက်ပင်မှထွက်သွားသည်သူသည်ပဲ့ကိုင်ပင်ရှိရာသို့တွားခြင်းဖြစ်သည်ပကံသို့ရောက်ရှိရန်ညားစာမဝေးတော့ဟုထင်သည်ပကံကိုလွန်နေညာဥသို့ရောက်ရှိရပြီးတော့မည်ခင်စောမှုသည်မှန်တကားမှနေ၍ကျင်ပသို့ကြည့်မိသည်ထိုအခါမိမိတို့နှင့်တွေ့ယူလောက်စီမှမော်တော်တဆင်းလာနေသည်ကိုမြင်ရသည်မော်တော်ဤပုံစံအနေထားအရရေပန်းမှအသုံးပြုသောမော်တော်မျိုးဖြစ်ဟန်တူသည်မိမိအားလိုက်လံရှာဖွေနေသောမော်တော်လေးလားဟုခင်စောမှုတွေ့မိသည်မော်တော်ဥပိုင်းရှိကုန်းဘက်ပေါ်တွင်လူအချို့ရက်နေသည်ထိုအထဲတွင်ကိုရင်ပါသည်ဟုထင်သည်ခင်စောမှုသည်ကပ်ပင်မှနေ၍ပြေးထွက်ခဲ့မိလေသည်ကုန်းဘက်ပေါ်မှနေ၍ရှေ့သူယူမှလာနေသောမော်တော်ကိုအသေးအချာချိမိသည်ထိုအခါကိုလေးတံကိုထင်းထင်းကြီးမြင်ရသည်ကိုလင်ကခင်စောမှုတို့မော်တော်စီသို့လက်ညှိုးညွှန်ပြသည်ရဲမော်တော်သည်ခင်စောမှုတို့၏မော်တော်စီသို့ဦးတီခေါ်မောင်းလာသည်ခင်စောမှုကကိုလင်ကိုလက်ဝေရမ်းပြမိသည်ဒီတွင်ခင်စောမှုတစုံတရာကိုတတိထားမိလာသည်မှာမိမိတို့၏မော်တော်သည်ရုတ်တရက်တစ်ဖက်သို့ဥလဲသွားခြင်းဖြစ်သည်ကိုလင်တို့မော်တော်နှင့်ဥတီနေသောအနေထားနှင့်ပြောင်းပြန်ဖြစ်သွားသည်မော်တော်ကအရှိန်ပြင်းပြင်းနှင့်ကွေ့လိုက်ခြင်းဖြစ်သည်အရှိန်ကြောင့်ခင်စောမှုသည်ပင်ရှိုင်လဲမသွားစေရန်ဝီယန်တာလက်တန်းကိုကိုင်လိုက်ရသည်ခင်စောမှုသည်မမောင်ကြီးဘက်သို့လှည့်ကြည့်လိုက်သည်မမောင်ကြီးမျက်နှာမှာတင်းမာနေသည်မေကျော်တင်နေသည်သူကကိုလင်တို့လိုက်လာမှန်းသိ၍တမင်မော်တော်ကိုကွေ့လိုက်ခြင်းဖြစ်သည်ဒါကဘာလို့တာလဲကိုမောင်ကြီးခင်စောမှုသည်အော်၍မိလိုက်သည်ခင်စောမှု၏အမေကိုမမောင်ကြီးမဖြစ်သူသည်မော်တော်ဆက်ရှည်ကိုအဆုံးထိမြင့်လိုက်သည်မော်တော်သည်ရှေ့ပြင်ကိုဥဖြင့်ထိုးခွဲလျက်တွတ်တွတ်ကြီးပြေးနေသည်ခင်စောမှုသည်မမောင်ကြီးရှိရာသို့လာခဲ့သည်ကိုမောင်ကြီးဒီလိုလုပ်တာကဘာသဘောလဲမော်တော်ကိုပြန်ကွေးလိုက်ပါကိုမောင်ကြီးမမောင်ကြီးသည်ခင်စောမှု၏စကားကိုမကြားသလိုစကားပြန်မပြောနောက်သို့လည်းပြန်မကွေးခင်စောမှုသည်ကိုလင်မော်တော်ဘက်သို့လှည့်လိုက်သည်ကိုလင်တို့မော်တော်သည်လည်းဆက်ရှည်မြင့်လျက်နောက်မှလိုက်ပါလာကြောင်းတွေ့ရပါသည်ကျမတောင်းပန်ပါတယ်ကိုမောင်ကြီးရှင်အတွက်ကျမဘလောက်ဒုက္ခရောက်ခဲ့ပြီလဲကျမကိုထပ်ပြီးဒုက္ခမပေးချင်ပါနဲ့တော့ရှင်ရေမော်တော်ကိုပြန်လှည့်ပါကျမအိမ်ပြန်ပြရစီတော့ခင်စောမှုသည်ပျော်ပြောင်းညင်သာစွာတောင်းပန်မိပြန်သည်ကျွန်တော်မခင်စောမှုကိုလက်လွတ်မခံနိုင်တော့ဘူးမခင်စောမှုတပားသူရင်ခွင်ထဲရောက်မှာကိုကျွန်တော်မလိုလားနိုင်တော့ဘူးဟုတ်တယ်အချစ်ဆိုတာညင်ညင်သာသာနဲ့တင်းသွင်းရုံတစ်ခုတည်းနဲ့မရနိုင်ဘူးဆိုတာကိုကျွန်တော်သိပြီသူတို့အမိတော်မခံဘူးမခင်စောမှုမမောင်ကြီးလေးတန်းမှာမာကျော်လာသည်တန်လေးတန်ချထားသလိုပြက်သားလာသည်ဒါဟာရှင်အတွေးခေါင်တာပဲကိုမောင်ကြီးမကြံအပ်တာကိုကြံတာပဲကျမကိုဆာနာတဲ့အနေနဲ့ဖြစ်ဖြစ်ပြန်ပြီးလှည့်ပါမမောင်ကြီးသည်ခင်စောမှု၏စကားကိုဂယုမဆိုင်အသွင်အပြင်မှာတဆွထိုးပြုလုပ်တော်မူဟန်ပေါ်နေသည်ခင်စောမှုသည်ထိတ်လန့်၍လဲလာသည်ကြောင်ရွံ့သလိုလဲဖြစ်မိသည်ဖူပန်စိတ်စိုးရင်စိတ်တို့ဖြင့်တကူလုံးတုံတုံရင်ဖြစ်လာသည်ကိုလင်တို့၏မော်တော်မှာအတော်ပြည့်၍ကြံရိတ်ခဲ့ကြောင်းတွေ့ရသည်ခင်စောမှုသည်မမောင်ကြီး၏လက်တွင်မှပဲ့ကိုင်ပိတ်ကိုဆွဲကွေရန်ကြိုးစားသည်သူရတွင်မမောင်ကြီး၏ခွန်အားမှာခင်စောမှုနှင့်စာလင်မရှင်သာလောက်အောင်ရှိသဖြင့်ဘိန်းသည်လှုပ်ပင်လှုပ်၍မလားခင်စောမှုသည်စိတ်ပြက်လက်ပြက်ဖြစ်ရသည်စိတ်ထဲမှာ
ခံပြေးခြင်းဒေါသဖြစ်မိခြင်းတို့ကပေါ်ပေါက်လာပြန်သည်ရှင့်မှာဒီလိုစိတ်ထားမျိုးရှိတာကျမဝမ်းနေတယ်ကိုမမောင်ကြီးဒီလိုနည်းမျိုးနဲ့တော့ကျမအဖို့ဘယ်တော့မှအောင်နိုင်လိမ့်မယ်မထင်နဲ့ကျွန်တော်အနေနဲ့ဘာမှထူးခြားမလာနိုင်တော့ပါဘူးမခင်စောမှုဟာကျွန်တော်နဲ့မျက်နှာချင်းမဆိုင်မိရနဲ့တပြိုင်နက်ကျွန်တော်ကိုမုန်းပူကျူးစားတော့မယ်မဟုတ်လားမေးလိုက်တော့မှမဟုတ်လားကျွန်တော်ဒီလိုအဖြစ်မခံနိုင်ဘူးခင်စောမှုသည်မမောင်ကြီးမျက်နှာကိုခံပြင်းစွာကြည့်လိုက်သည်သူမသည်တန်လေးတန်တစ်ခုကိုချမှတ်လိုက်သည်ကောင်းပါပြီကိုမမောင်ကြီးရှင်ကဒီအဖြစ်မျိုးတောင်းတာလေဆိုတော့ကျမကလည်းကျမတောင်းတာသလိုဖြစ်အောင်စူးစမ်းရမှာပေါ့ကျမဟာရှီလုံးဝမကုတတ်တဲ့မိန်းကလေးပါကိုမမောင်ကြီးရှီတဲ့ကိုကြာရင်ခဲလုံးတစ်လုံးလိုနှစ်သွားမှာသိကြပါလေတကယ်လို့ရှင်သာမော်တော်ကိုပြန်မလဲဘူးဆိုရင်ကျမရီတဲ့ကိုခုံချလိုက်တော့မယ်သိချင်သိပါစေပေါ့လူတယောက်ရဲ့အတိအကျအနိုင်ကျင့်ခံရတာနဲ့စာရင်တည်သွားရတာကပိုကောင်းပါလေမမောင်ကြီးသည်ခင်စောမူ၏စကားကြောင့်တုန်လှုပ်သွားသလိုနောက်သို့လှည့်ကြည့်သည်ရင်အချိန်တွင်ခင်စောမူသည်မမောင်ကြီးအပမှခွာခဲ့ပြီဖြစ်သည်မော်တော်၏ဝရန်တာတန်ပိုက်တန်းစီသို့ရှောင်နေပြီဖြစ်သည်ဘယ်နဲ့လဲကိုမမောင်ကြီးရှင်ကျမကိုချစ်တယ်ဆိုချစ်တဲ့လူကိုစွန့်ရမှာနဲ့ချစ်တဲ့သူကိုအသေးခံလိုက်ရမှာဘယ်ဟာကိုရှင်ပိုးပြီးသဘောကျတယ်လေကျမတည်သွားမှာကိုရှင်ကြည့်ရတယ်ပေါ့ဟုတ်လားခင်စောမူကတန်ပိုက်တိုင်းကိုကြောဖြစ်မိလျက်မမောင်ကြီးကိုခက်လောင်လာမိသည်မမောင်ကြီးသည်ခင်စောမူ၏မျက်နှာကိုအကဲခတ်သလိုကြည့်နေသည်ခင်စောမူ၏မျက်လုံးကလေးများမှာတောက်ပြောင်နေသည်ညနေထားကလည်းတင်းမာနေသည်တကယ်လုံးမြည်ပုံစံမျိုးဒီတော့လေမမောင်ကြီး၏မျက်နှာမှာအားလျှော့လိုက်သောအသွင်ဖြင့်တင်းမာနေသောအကျော်ဆိုင်များပျော့ပြောင်းသွားသည်သူထံမှလှိုက်လေးကြည်ခွဲသောအတန်ပေါ်ထွက်လာသည်ဘလို့နီးနဲ့မှကြံစီလို့မရတော့ပါလားဗျာကျွန်တော်အရှုံးပေးပါပြီမခင်စောမှုအားလုံးကိုကျွန်တော်အရှုံးပေးပါပြီခမည်းတော်ပဲအသာယူကြတာပါတော့ခမည်းတော်ပဲအနာယူကြပါတော့မမောင်ကြီးအမူအရာနဲ့အတန်ကြောင့်ခင်စောမှုရင်မှာကရုံကရင်ဖြစ်မိသေးသည်အတန်ကလှိုက်လေးလာပါသည်ပြပြညံ့ညံ့ရှိလာပါသည်သူသည်တကယ်တမ်းပင်အရှာအလုံးကိုအရှုံးပြီးလက်လျှော့လိုက်ဟန်တူပါသည်မော်တော်ဆက်ကိုလျှော့ချလိုက်သည်ညမကြမီကိုလင်းတို့မော်တော်ကမိလာသည်မော်တော်နှစ်စင်းဖေးချင်းကပ်မိသည်နှင့်တပြိုင်နက်ကိုလင်းသည်ခင်စောမှုရှိရာမော်တော်သို့ခုန်ကူးပြီးလာသည်ခင်စောမှုသည်ကိုလင်းကိုမြင်ရလင်ပင်ဝမ်းနဲ့ဝမ်းသာရှိလာမိကညံ့ရည်ကျလာသည်ဘလို့လောက်တာလဲမရွှေဘူးမင်းဘာတွေရှောက်လုပ်ခဲ့တာလဲကိုလင်းကခင်စောမှုအားအပြစ်တင်စကားဆိုသည်ငူသိပ်ပင်ပန်းနေတယ်ကိုလင်းငူအိမ်ကိုအမြန်ဆုံးပြရောက်ခြင်းနဲ့အင်းကြမှာအလုံးပြောကြတာပေါ့သို့ဖြင့်ခင်စောမှုနှင့်ကိုလင်းသည်ရဲမော်တော်ဘော်သို့ကူခဲ့ကြသည်မမောင်ကြီးမော်တော်ဘော်သို့ရဲသားများကူးသွားသည်ကိုမြင်ရသည်မော်တော်နှစ်စင်းသည်ညဉ့်ညာသို့တစ်စင်းနှင့်တစ်စင်းအတန်ငယ်ချပြီးဆန်တက်ခဲ့ကြသည်ခင်စောမှုကိုရဲမော်တော်၏ကက်ပင်ခန်းမှနေရာချပေးသည်မှန်ပြတင်းပေါက်မှတစ်ဆင့်ကျင်ပသို့ကြည့်မိသည်နေအောင်ကြီးသည်တဆရှင်းလာသည်နှင့်အမျှတပ်ပါဘူးနေလာကြောင်းတွေ့ရသည်အမောင်ပြေသောအခါအလင်းကိုတွေ့ရမည်ပင်အိမ်မက်ပြက်လေသောအခါတွင်လေရှင်မရင်သက်လာရမည်ပင်သည်အိမ်သို့ရောက်လျင်ခင်စောမှုသည်ဖေထံတန်မတ်လျှောက်သွားသည်ဖေသည်သမီးဖြစ်သူအားဝမ်းပန်းတသာစီးကြိုခြင်းမရှိပေတို့အတွက်ခင်စောမှုစိတ်မကောင်းဖြစ်မိသည်ဖေသည်ရှီရင်ဆွဲအသက်ထက်ပိုပြီးအိုမင်းဟန်ပေါက်နေသည်စိတ်ရောလူပါပင်ပန်းနွမ်းနေပုံရသည်သူသည်ပလက်ကလထိုင်ပေါ်မှာခြေပြစ်လက်ပြစ်ထားနေသည်တရားရထားသောခြေတစ်ဖက်ကိုခွေးခြေပေါ်မှာဆက်တင်ထားသည်ခင်စောမှုသည်ဖခင်ဖြစ်သူ၏အနီးကျမ်းပြင်ပေါ်မှာကျုံရွတ်ထိုင်ချလျက်ဖခင်၏လက်တစ်ဖက်ကိုသူမလက်ဖြင့်ဆုပ်ကိုင်လိုက်မိသည်တာအဖနှစ်ယောက်လုံးပင်တရကိုတရရှုပ်တရက်စကားမပြောနိုင်ကြပြောစရာစကားကိုရှာမတွေ့ကြရင်အချိန်တွင်မိဖို့ကန်းစီမှကိုလင်းတို့သားအမိ၏စကားသံများအင်းရှိကန်းသို့လွှင့်လာသည်ကိုလင်းကိုဒေါ်စောမြင့်ကတစုံတရာမေးခဲ့ဟန်တူသည်ဘလို့ရှာတွေ့ခဲ့ရမှာလဲမိဟိုကမော်တော်ဘော်ကပြန်တွေ့ခဲ့တာပေါ့ကိုလင်း၏အတန်သည်မ
မာကျောကျေလောင်လာသည်ခင်စောမှုသည်ဖခင်ဖြစ်သူ၏မျက်နှာကိုမော်ကြည့်သည်ဖေခင်စောမှုမရေတရေခေါ်လိုက်သည်ဥပမှုမထူဖေကိုစိတ်အနှောက်ယှက်လုံးမိတဲ့အတွက်သမီးစိတ်မကောင်းပါဘူးအမှန်တော့လေသမီးကတမင်တကာဖန်တီးတာမဟုတ်ပါဘူးဖေသူ့အလိုလျောက်ဖြစ်လာကြတာပါဥပမှုသည်ယခုတိုင်အောင်မလုံသည်သတင်းပေါက်မှတဆင့်ပြင်ပသို့ငေးကြည့်နေသည်သမီးကိုခွင့်လွှတ်ပါဖေဒီတစ်ချိန်ဟာပထမဆုံးအချိန်နဲ့နောက်ဆုံးအချိန်ပါပဲနောက်ကိုသမီးသူနဲ့လည်းဘယ်တော့မှသွားမတွေးတော့ပါဘူးဒီအမားမျိုးနောက်ကိုမကျူးလွန်တော့ပါဘူးလို့ဂရုပေးပါရဖေခင်စောမူ၏အတန်သည်လှိုက်လဲလာသည်ဆွဆွနင်းနှင့်ရှိလာသည်ဖခင်၏လက်ကိုသူမပါနှင့်ကတ်ထားလိုက်သည်ထိုအခါပါးပြင်မှမျက်ရည်ဆက်သည်လက်ဖမိုးကိုဆွဆိုလာသည်ဥပမှုသည်ထိုအခါမှပင်သမီးဖြစ်သူအားငုံကြည်လာသည်ခင်စောမူ၏ကြောပြင်မှတသိမ့်သိမ့်ဖြစ်နေသည်သူမကအတန်မထွက်အောင်ရှိုက်နေခြင်းဖြစ်သည်ဖခင်ဖြစ်သူကစိတ်ဆိုးသည့်အမှုရာပြသောအခါခင်စောမှုစိတ်မထိန်နိုင်တော့အလိုလိုဝမ်းနေလာသည်မျက်ရည်ကအလိုလိုကျလာတော့သည်ပင်အခုလိုချိန်မျိုးမှာသမီးရဲ့မိမိအသက်ထင်ရှားရှိစေခြင်းနဲ့ဖခင်တယောက်အနေနဲ့တားယောက်ျားကလေးကိုထိန်ရလာလွယ်တယ်သမီးမိန်းကလေးဆိုတော့ဖင်ကိုတဘာဝဆရာချင်းမတူတာနဲ့အမျှဘလို့ထိန်ရသိမ်းရမယ်ဆိုတာမသိနိုင်ခဲ့ဘူးဒါကြောင့်လဲသမီးမှာအမအရင်နေပေါ်လာတာဖြစ်မှာပဲကဲလီတိတ်ပါတော့သမီးကိစ္စတည်းရဲ့ဆိုတာကမဖြစ်ခင်တားဆီးတာအကောင်းဆုံးပါဖြစ်ပြီးမှတော့ဘယ်တက်နိုင်မှာတော့မလဲကော်လွန်ခဲ့တဲ့အချိန်ဆိုတာအစားပြန်ရယူမရှိပါဘူးဥပမှုသည်ခင်စောမှုဤခေါင်းကိုလက်ဖြင့်ပုတ်တက်ပေသည်နှင့်သိချော့မော်သည်ဖေဟာသမီးပေါ်မှာကျင်နာတယ်ကိုချင်းစားတယ်ဖေရဲ့သမီးဖြစ်ရတာကိုသမီးကြည်နဲ့တယ်ဖေအဲ့ဒါနဲ့ညဖေကိုစိတ်အနှောက်ယှက်ဖြစ်အောင်လုပ်မိတဲ့အတွက်ကိုခွင့်မလွန်နိုင်အောင်ပါပဲဥပမှုသည်ထိုင်ရမှထားလိုက်သည်ခဲစောမှုဖေးကင်ပေးရသည်သမီးအခုလိုပြန်ရောက်လာတာကိုပဲဖေတော့ဝမ်းသာလှပါပြီညကတညလုံးတမီးမှမအိပ်ရသေးဘူးသမီးကိုမြင်ရတော့မှစိတ်အေးသွားတာဖေအိပ်လာအောင်မေသမီးလည်းအနားယူပေါ့ဥပမှုကို၎င်း၏အိတ်ခမ်းသို့လိုက်ပို့ခဲ့ပြီးနောက်ခင်စောမှုသည်မိဖို့ကန်သို့လာခဲ့သည်မိဖို့ကန်အတွင်မှာကိုလင်းရောထော်စောမြင်မှရှိသည်ခင်စောမှုမိဖို့ကန်အတွင်ဝင်လာလင်ကိုလင်းသည်အပြင်သို့ထွက်သွားလေသည်ထော်စောမြင်သည်ခင်စောမှုကိုခက်အံ့အမူအရာဖြင့်ကြည်သည်ခင်စောမှုကထော်စောမြင့်နှင့်ရှင်၍ရက်လိုက်သည်မှုအတွက်တော်မြင်လဲတော်တော်စိတ်ပူခဲ့ရတယ်ထင်တယ်ခင်စောမှု၏အမေပူရပြီကောမူညကဆိုရင်တမီးမှအိတ်မပြောဘူးမူကိုတော်မြင့်အတန်တန်တတိပေးနေတဲ့ခြားကခုလိုဖြစ်သွားရတာတိတ်ဆိုးတာပဲကွယ်ဒါဟာသူနဲ့နောက်ဆုံးအဆက်ဆံလုပ်တာပါပဲဒီတခါဟာအပြက်ပါပဲဒါပေမဲ့တခါဟာလေးတခါပဲအယုတ်အဆိုးဆုံးဖြစ်ခဲ့ရတာပဲမူတော်မြင့်ဖြစ်နိုင်ရင်အခုချက်ချင်းသာညာဦးမျိုးကထွက်သွားခြင်းတော့တာပဲခင်စောမှုသည်ဒေါ်စောမြင့်မျက်နှာကိုနားမလည်နိုင်သလိုကြည့်မိသည်ဘာဖြစ်လို့လဲတော်မြင့်မှုအဖြစ်ပြက်ဟာဘလို့အယုတ်ဆိုးစရာများဖြစ်နေရလို့လဲဟင်တိထက်ရုပ်ဆိုးတဲ့အဖြစ်ပြက်မျိုးရှိသေးလို့လားမူနဲ့ပတ်သက်လို့တမျိုးလုံးကပြောစရာဖြစ်နေပြီကောမူဟာမမောင်ကြီးနဲ့ခိုးရလိုက်သွားတယ်လို့လူတိုင်းကပြောနေကြတယ်လေရှင်ခင်စောမူ၏နှုတ်မှအာမေရိတ်တန်သည်တားဆီး၍မရနိုင်ပဲထွက်သွားသည်မောင်လေးတွင်အေးဆက်သောလက်ဖြင့်ဖန်စီချုပ်ကင်ခြင်းခံလိုက်ရသလိုတကူလုံးတောင်တင်သွားသည်အလွန်အမင်းထိတ်လန့်ဖွယ်ရာအဖြစ်ပြက်တရက်ကိုကြားရသလိုတုန်လှုပ်သွားမိသည်ဒီလိုဖြစ်နေတယ်လားတော်မြင့်မူဖြစ်တာကိုဘလို့မှမစဉ်းစားခဲ့မိဘူးဒေါ်စောမြင့်သည်ခင်စောမူ၏မျက်နှာကိုအကဲခတ်သလိုကြည်လာသည်တော်မြင့်ကိုပြောဆက်မှာမူကကောမမောင်ကြီးနောက်ကိုတကယ်လိုက်တော့တာပဲမဟုတ်လားဘာလဲတော်မြင့်ကိုယ်တိုင်ကလည်းမူကိုမမောင်ကြီးနဲ့ခိုးရလိုက်သွားတယ်လို့ထင်နေတာပဲလားယင်ဒေါ်စောမြင့်သည်ခင်စောမူ၏အမေကိုရုတ်တရက်အဖြစ်မပေးချေတို့ရတွင်ဒေါ်စောမြင့်ကိုယ်တိုင်ကလည်းရင်းတို့သာထင်နေကြောင်းခင်စောမှုအတက်သိလိုက်သည်တော်မြင့်ကိုယ်တိုင်ကဒီလိုထင်နေတယ်ဆိုရင်တခြားလူတွေထင်တာဘာမှမဆန်းပါဘူးဒါပေမဲ့ကို့အဖြစ်ကိုသာအတိဆုံးမှာတော်မြင့်ထင်လာကြတဲ့လူတွေကိုမူအပြစ်မတင်သင့်ပါဘူးယောက်ျားလေးတစ်ယောက်နဲ့အတူမ
မိန်းကလေးတယောက်တညာလို့ရှိနေတယ်ဆိုတာတိတ်ကိုဆိုးရတဲ့အဖြစ်ပဲမူခင်စောမှုသည်ဘာမှမပြောချင်တော့ဘာမှလည်းမဖြေရှင်းလို့တော့ထင်လို့ရာထင်ကြစီတော့ဟူ၍သာလှိလူရှုလိုက်ချင်တော်သည်တို့ဖြင့်ခင်စောမှုသည်မိဖို့ခန်းထဲမှထွက်လာခဲ့သည်သူမ၏အိမ်ခန်းသို့လာခဲ့သည်အစတွင်အဝတ်များကိုလဲလှယ်ဝတ်ဆင်မည်ဟုစိတ်ကူးသည်တို့ရာတွင်လဲလှယ်ဝတ်ဆင်ခြင်းမပြုတော့ဘဲအိယာဘောသို့ခြေဖြင့်လက်ဖြင့်လှဲချလိုက်သည်မျက်စိအစုံကိုမှိတ်ထားလိုက်သည်ထိုအခါအာယုံသို့ညကအဖြစ်ပြက်များတိုးဝင်လာသည်အထူးသဖြင့်မမောင်ကြီးနှင့်ဖြစ်ခဲ့ပြက်ခဲ့ပြောခဲ့ဆိုခဲ့ပုံများကိုအမက်ရမိသည်အထူးသဖြင့်မော်တော်ပေါ်မှခုန်ချလိုက်မည်ဟုမိမိကချင်းချောက်ပြောဆိုသောအခါအရာအလုံးကိုအရှုံးပေးလိုက်ပါပြီဟုဆိုခဲ့သောမမောင်ကြီး၏စကားကိုပြန်ပြောင်းကြရအောင်သည်ထိုစဉ်ကပေကိုင်ဘိန်ပေါ်သို့မျက်နာကိုငုတ်ချလိုက်သောမမောင်ကြီး၏အမူအရာသည်မျက်စိတွေကမထွက်ယခုအခါဝေထိုသူတယောက်အဘယ်သို့ရှိပေလိမ့်မလဲကွယ်ဒေါ်စောမြင့်၏စကားအရာဆိုလျှင်မမောင်ကြီးနှင့်ပတ်သက်သောအကြောင်းအရာတို့မှာမိမိထင်သလိုအဆုံးမသက်သည်၎င်း၏နောက်မှအဆွေအပွားပြဿနာကလေးများကိုကြားရပေလေအောင်မည်ဖြေရှင်းရပေလေအောင်မည်ဟုထင်သည်မမောင်ကြီးသည်လည်းရှင်းပြဿနာနှင့်ဆက်လင်းကရေးနှင့်ဖြေရှင်းရဖို့ရှိနိုင်သည်ထိုအခါမိမိကိုပါအဖျားခဲ၍လာနိုင်သည်ဟုတွက်မိသည်ဒီလူတယောက်နှင့်စတင်တွေ့ရှိရကြတဲ့ကစိတ်မှာမငြိမ်မသက်ဖြစ်ရသည်ရောက်ရခရသည်သူနှင့်ပတ်သက်သောဖြစ်စဉ်တို့ကလည်းစမ်းကြယ်သည်နှင့်အမျှစိတ်နှောက်ကြွယ်ဖြစ်ကြသည်သူကိုယ်သူမမောင်ကြီးဝင်စားသည်ဟုစုံဝင်ခြင်းကိုပင်ခင်စွားမှုအံ့အားသင့်မိတော့သည်တက်လေတက်နိုင်ပါပေရဲ့ဟုစိတ်ထဲမှပြောနေမိသည်ဒီတွင်ခင်စွားမှုသည်မမောင်ကြီးနှင့်ပတ်သက်ပြီးစဉ်းစား၍မရနိုင်သောအချက်တစ်ချက်ကိုတွေ့လာရသည်၎င်းမှာမမောင်ကြီးသည်ဘေးပုံပင်ဤကိုမမောင်ကြီး၏နေ့စဉ်မှတ်တမ်းစာအုပ်ကိုရရှိခဲ့ပါလေမြစ်ချီမှလာနေလျက်ကိုပိုင်မော်တော်ကလေးထားရှိနိုင်ခြင်းကပင်ထိုသူ၏ထူးခြားချက်ဖြစ်နေပြီးတော့သည်သူနှင့်ပတ်သက်သောအရာမှန်သမျှအပေါ်ယုံကြည်ချက်ကင်းမဲ့လာခဲ့ပြီးဆိုပြန်တော့လေရခင်ကသူပြောခဲ့သမျှစကားတို့ကိုအမှန်ဟုမယူဆတတ်တော့ပြီသူအကြမှာပဟိနိဖြစ်လာရပြန်ပြီပကံမြို့တွင်၎င်းညာအုပ်တွင်၎င်းသူကိုတည်တော်သူရှာလာသည်ထို့ကြောင့်လေသူကိုယ်သူလူဝင်စားဟုပြော၍ရှာနိုင်ခြင်းပင်ဖြစ်မည်ဒီသို့ဆိုလျှင်သူသည်ပကံနှင့်ညာအုပ်တစ်ဝိုက်စီသို့မကြာမြင့်လာသေးသောကာလကမှစတင်ရောက်ရှိခဲ့ခြင်းဖြစ်ပေလိမ့်မည်သူသည်ဤသည့်နည်းနှင့်ဒီအရက်သို့ရောက်ရှိလာပါလေစင်စစ်တွင်ခင်စွားမှုသည်မမောင်ကြီးနှင့်ပတ်သက်သမျှကိုမတွေးခြင်းပေမစင်စားခြင်းပေသူ့လက်ကလွတ်ခဲ့ပြီးဆိုကြတဲ့ကသူ့အကြောင်းကိုမေ့ပြလိုက်ခြင်းသည်ရှင်တို့အတင်းအကျပ်မေ့ပြောက်ပြနိုင်အောင်စူးစမ်းနေရခြင်းကပင်လျှင်တတိယဆရာအဖြစ်မျိုးကိုပြန်လည်ဖန်တီးနေကြောင်းခင်စွားမှုမရေစားမိမတွေးတော့ပါဘူးမစင်စားတော့ပါဘူးဆိုကာမှပင်တွေးမိစဉ်းစားမိလျက်သာဖြစ်နေသည်ထိုအခါခင်စွားမှုသည်တစုံတရာကိုစဉ်းစား၍ရလာသည်၎င်းမှာဒီလူတယောက်နှင့်ပတ်သက်လျက်မေးပြပြည့်ရမှာမလွယ်ကူလားဟုသောအတွေးပင်ဖြစ်ပါသည်ခင်စွားမှုသည်ငယ်စဉ်ကပင်အထင်းအကိုအနာအဖွဲ့အတွင်းမှနေခဲ့ရသည်သူမအဖို့ကဘာလောကဟူသည်မှာမကျေဝွန်းလားသူမ၏ကဘာတွင်ဖေဖေကိုကိုလင်းနှင့်တော်တော်မြင့်တို့သာရှိခဲ့သည်ယခုမူအမွေးအတောင်စုံလင်စငှက်ကလေးပမာကဘာလောကအတွင်ပြန်တန်းကြည့်သည်ကဘာလောကမှာကျေဝန်းလာပါလားဟုယခုမှပင်သိရှိရခြင်းဖြစ်သည်မမောင်ကြီးနှင့်တွေ့ဆုံရခြင်းသည်မိမိအဖို့မုံတိုင်းနှင့်တိုးမိခြင်းပင်ဖြစ်မိခြင်းပါသည်အပြန်တင်စမှာမုံတိုင်းနှင့်ဆုံတက်ရလိခြင်းဟုစဉ်းစားမိပါသည်အတာမကျိုးခဲ့သည်ကိုပင်ကျေးဇူးတင်ရပေအောင်တော်မူခင်စွားမှုသည်ယခုမှပင်ယမန်နေ့ကအဖြစ်ပြက်အတွက်အသေးရကတုံ့လှုပ်ချောက်ချားနေမိတော်သည်